သာသနာတော်နှစ်2554ခုနှစ်လူတို့ဩဟာကောဇာတက္ကရေ1382ခုနှစ်ပြာစုလာဇန်9ရက်2011ခုနှစ်ဇန်နဝါရီလ13ရက်ရန်ကုန်တိုင်းစံချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်သီရိမင်္ဂလာလံကံမြင့်ကျောင်းတိုက်ဓမ္မယုံတွင်စီရင်ကျင်းပပူဇော်အပ်သောယနေ့ညတရားပွဲမတေကုသိုလ်ရှင်မဦးအောင်ကျင်ဒေါ်ကျင်တီတို့အားရည်စူး၍ဒေါ်အေးအေးခိုင်ဦးသိန်းထူးဒေါ်ငိမ့်ငိမ့်နိုင်မိသားစုဒုသီရိရိတ်တာအလုံးမြို့နယ်ကကုသိုလ်ယူကြပါတယ်ဘုန်းကြီးတို့ပြိတ္တာနာယူကြရမယ်တရားတော်ရဲ့အမိကဗါတဲ့တော့အောင်ခြင်း8ပါးတရားတော်နန္ဒောပနန္ဒနဂါမင်းကိုအောင်မြင်တော်မူခြင်းဇီနောမဂိုက်ရောင်လျံရှောင်းအပြန်မှအောင်လန်းဆွင့်ဆွင့်လွင့်တလူလူအောင်တော်မူမြတ်စွာဘုရားသည်နာခင်စာဒေါသလွှမ်းမိုးမြေဆောင်ထိုးကအယုကြည်မွဖွဲပြားကြအောင်တေဇထံပြင်းနန္ဒောပနန္ဒနဂါမင်းကိုအဇီနီဒိဋ္ဌိကိုချဒေါသကိုပေမန်ဆွဲကိုချိုးတရာဖြိုးလျက်ရှိခိုးတုတ်ကွပြားပြားကြအောင်ဆုံးမသွန်သင်အောင်ပွဲတော်ရင်ခဲ့လေးပြီဣတေနာသစ္စေနာအောင်ခြင်း8ချက်ခုံတော်နဲ့ကိုနှုတ်မြွယ်ဖော်ကြားဆိုလိုက်ရတဲ့သစ္စာစကားကြောင့်မေမအောင်သေးခင်အောင်ကြွေးတင်၍အောင်မြင်ရန်မျှောတပိတော်ဤဩတုံးပါကံမအောင်သေးခင်အောင်ကြွေးတင်၍အောင်မြင်ရန်မျှောတောင်းတရားနာနေကြတဲ့တရားဓမ္မအပေါင်းသူတော်ကောင်းတို့ဤစေယမင်္ဂလံအောင်ရန်အတိတ်အောင်နမိတ်ဖြင့်အောင်ဘိသိက်သွင်းအောင်ဟိတ်ခြင်းလျက်အောင်ခြင်းစင်္ဂမင်္ဂလာသည်ဟောတုတသိနေဝံထွန်းတိလာဆံပွင့်တိပန်းသူစံအဖုံဘုံအခန်းကုံအောင်အစွမ်းကုန်မသွေဖြစ်ထွန်းအောင်မြင်တော်မူကြပါစေကုန်သတည်းနန္ဒောပနန္ဒနဂါမင်းကိုအောင်မြင်တော်မူခြင်းပါပဲနန္ဒောပနန္ဒနဂါမင်းကြီးကဒေသနာတော်ဆုံးသွားတဲ့အခါမှာဗုဒ္ဓဘာသာတရားအဖြစ်နဲ့တရဏဂုံ3ပါးခံယူပါလိမ့်မယ်မနေ့တုန်းကသစ္စကပရပိုက်ကတော့တရားပွဲသာဆုံးသွားတယ်ဗုဒ္ဓဘာသာဖြစ်မသွားဘူးကြုံရပြန်ပြီတွေ့လားကြုံရပြန်ပြီဟိုနာလာဂီတိဆင်ကယဉ်ကျေးလိမ္မာတယ်နော်လူသားတွေကမယဉ်ကျေးမလိမ္မာခဲ့ယနေ့ဒီတိုင်းပဲဘုန်းကြီးတို့ပြိတ္တဒေသနာတော်ဆုံးသွားတဲ့အခါမှာနန္ဒောပနန္ဒနဂါမင်းကြီးဘာဖြစ်သွားဗုဒ္ဓဘာသာဖြစ်သွားမယ်နော်တရဏဂုံ3ပါးသူစောက်တည်လိမ့်မယ်မနေ့တုန်းကဒေသနာတော်သာဆုံးသွားရောဘုန်းကြီးတို့ပြိတ္တသစ္စကပရပိုက်ကြီးဘာဖြစ်တော့ဘာမှမဖြစ်ဘူးနော်နောင်အတွက်အထုံဝါဒနာလေးရသွားတာကလွဲလို့သူတို့ဘာမှသူရမသွားဘူးဗုဒ္ဓဘာသာကောင်းတရားလည်းမဖြစ်ဘူးတရားသူတရားမြတ်လည်းသိမသွားဘူးအဲ့ဒါဘာကြောင့်
အဲ့ဒါပဲဗျာနော်အဲ့ဒါခံသွားတယ်ဟုတ်လားအဲ့ဒီမာနခံသွားတယ်အလွန်ကြောက်เสียကောင်းတာနော်ဖះနဲ့တွေ့ပြီမဲ့လို့ဖះတရားနာရပြီမဲ့လို့ဘာမှဖြစ်မသွားတာကတော့အတော်ကြည်ကွဲเสียကောင်းပါတယ်ဒါလေးနဲ့ပတ်သက်ပြီးတော့မနေ့တုန်းကသူမေးတဲ့တရားတွေဟာအင်မတန်အဆင့်မြင့်ပါတယ်ဘုန်းကြီးတို့တကာကြီးတွေဘုန်းကြီးတို့ဓမ္မကြီးတွေတရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေမို့လို့အချင်းချုပ်ကလေးထပ်ပြီးတော့ပြောမယ်သူကခန္ဓာ၅ပါးကိုအတ္တလို့ပြောတယ်ဘုရားမြတ်စွာကအတ္တမဟုတ်ပါဘူးသူသဘောသူဆောင်ပါတယ်ကိုယ်အလိုကိုယ်အကြိုက်မလိုက်ပါဘူးဒါကြောင့်မို့လို့ခန္ဓာ၅ပါးကိုငါယုံငါနံဆိုပြီးတော့တဏှာနဲ့လေပိုင်ဆိုင်မှုအနေနဲ့သိမ့်ပိုက်လို့မရပါဘူးမာနအနေနဲ့လည်းပဲနေသောဟာမတမိယုတ်နံကိုငါရဲ့ယုတ်နံငါယုတ်နံဆိုတဲ့မာနနဲ့လည်းသိမ့်ပိုက်လို့မရပါဘူးနမေသောအတ္တာဒီယုတ်နံဟာငါရဲ့အတ္တငါအလိုကြပဲလို့ဒါလို့လည်းပြောလို့မရပါဘူးသူပြောလိုက်မြတ်စွာဘုရားကပြန်ရှင်းပြအဲ့ဒီယုတ်နံလို့ဆိုတဲ့ခန္ဓာ၅ပါးကိုတဏှာနဲ့ယုတ်နံလို့ဆိုတဲ့ခန္ဓာ၅ပါးကိုတဏှာမာနဒိဋ္ဌိတွေနဲ့သိမ့်ပိုက်ထားမယ်ပွေးပိုက်ထားမယ်လိုချင်းနှစ်ချိုက်ခုံခုံမင်းရှိမယ်ဆိုရင်တဲ့အဲ့ဒီယုတ်တရားနံတရားတွေရဲ့အနိစ္စဒုက္ခအနတ္တအချင်းရာကိုတိရဏပဋိညာလို့ဆိုတဲ့ဝိပဿနာဉာဏ်နဲ့သိလို့ကိုပါတယ်တော့မရသူကတဏှာနဲ့လည်းသိမ့်ပိုက်ထားတယ်မာနနဲ့လည်းသိမ့်ပိုက်ထားတယ်ဒိဋ္ဌိနဲ့လည်းသိမ့်ပိုက်ထားဒါကြောင့်တိရဏပဋိညာဝိပဿနာတရားအားထုတ်ခြင်းဖြင့်သိရတဲ့အရာသူမသိနိုင်ပါဘူးနောက်တစ်ချက်ကတော့ဒီတဏှာမာနဒိဋ္ဌိကိုအခြေခံပြီးတော့အနိစ္စဒုက္ခအနတ္တအချင်းရာမသိနိုင်မမြင်နိုင်တဲ့အတွက်ကြောင့်နိစ္စဒုက္ခအတ္တသူဘာလို့ထင်မှတ်နိုင်တဲ့ပဟာနာပဋိညာလည်းမတွေ့နိုင်ပါဘူးတဲ့တွေ့လားအဲ့တော့မိမိတို့ရထားတဲ့ယုတ်တရားနံတရားခန္ဓာ၅ပါးကိုတဏှာနဲ့သိမ့်ပိုက်မယ်ငါယုံငါနံဟုတ်ပလားမာနနဲ့သိမ့်ပိုက်မယ်ယုံနံဆိုတာငါပဲတွေ့လားဒိဋ္ဌိနဲ့သိမ့်ပိုက်မယ်ယုံနံဆိုတာငါရဲ့အတ္တပဲငါအလိုကြငါအကြိုက်ဖြစ်ရမယ်လို့ဒီပပင်စတရား၃ပါးတဏှာမာနဒိဋ္ဌိတို့နဲ့သိမ့်ပိုက်ထားရင်တိရဏပဋိညာနဲ့လေဝိပဿနာအလုပ်အားထုတ်ပြီးတော့မသိနိုင်ဘူးတဲ့ပဟာနာပဋိညာနဲ့လေနေဆဒုက္ခအတ္တသူဘဆိုတဲ့အချင်းအရာတွေမကွာနိုင်ဘူးဒါလေးတစ်ချက်ပထမပြောလိုက်ဒုတိယအထက်ကျတော့ तू ကဘာတင်လိုက်တော့ဆိုတော့မြတ်စွာဘုရားရဲ့သာသနာမှာမြတ်စွာဘုရားရဲ့သာသနာမှာဝိသိကိစ္စလွန်မြောက်တဲ့ပုဂ္ဂိုလ်ရှိသလားလို့ဒီလိုမေးလိုက်တာဘုန်းကြီးတို့ဗုဒ္ဓဘာသာအမြင်နဲ့ပြောရင်ဝိသိကိစ္စလွန်မြောက်ရင်ဘယ်သူတော့သောတာပန်နော်ဒိဋ္ဌိနဲ့ဝိသိကိစ္စလွန်မြောက်ရင်သောတာပန်ဒါပေမဲ့ तू မသိဘူးလေ तू သိတဲ့အသုံးလေးနဲ့ပဲဝိသိကိစ္စတန်တရာလွန်မြောက်တဲ့ပုဂ္ဂိုလ်ရှိရလားလွန်မြောက်တယ်ဆိုရင်ဘယ်ပုံဘယ်နည်းလွန်မြောက်တော့လို့ तू ဒီလိုမေးတော့ဘုရားမြတ်စွာကအတိတ်နာကပြစ္ဆုတ်ပံယုတ်နံဘယ်ယုတ်နံမဆိုနော်အတိတ်နာကပြစ္ဆုတ်ပံဘယ်ယုတ်နံမဆိုသူ့တဏ္ဍာမှာဖြစ်တဲ့ယုတ်နံကိုယ်တဏ္ဍာမှာဖြစ်တဲ့ယုတ်နံအနီးမှာဖြစ်တဲ့ယုတ်နံအဝေးမှာဖြစ်တဲ့ယုတ်နံတိမ်မွေးတဲ့ယုတ်နံနူးညံ့တဲ့ယုတ်နံဘယ်ယုတ်နံမျိုးမဆိုယခုနပြောခဲ့တဲ့တဏှာမာနဒိဋ္ဌိ၃ပါးလုံးနဲ့မသိမ့်ပိုက်နဲ့အဲ့ဒီယုတ်နံကိုပဲယထာဘူတံမနေ့ကဘုန်းကြီးမြန်မာပြင်ပြီးတော့ပြောလိုက်တယ်ထင်ရှားနေတဲ့အတိုင်းဖြစ်နေတဲ့အတိုင်းသမ္မပညာယပတ္တိအမှန်အကန်ဝိပဿနာဉာဏ်နဲ့ရှုပွားမယ်ဆိုရင်ဒိဏဝိသိကိစ္စဘာလွန်မြောက်နိုင်နော်ဝိသိကိစ္စလွန်မြောက်နိုင်တယ်တနည်းပြောရရင်ဗုဒ္ဓအမြင်နဲ့ပြောရင်သောတာပန်အရိယာဖြစ်တယ်အဲ့ဒါလေးကိုဘုန်းကြီးတို့ပြိဿမှတ်ရမယ်အဲ့တော့ဒီမှာမှတ်ရမှာကတဏှာမာနဒိဋ္ဌိ၃ပါးနဲ့ယုံနံတရားမိမိရဲ့ယုံနံပဲဆိုကြပါစို့မိမိရဲ့ယုံနံကိုတဏှာမာနဒိဋ္ဌိ၃ပါးလုံးနဲ့မသိမ့်ပိုက်ဖဲနဲ့ယထာဘူတံကိုယ်တဏ္ဍာမှာဖြစ်နေတဲ့ယုံနံကိုသူဖြစ်နေတဲ့အတိုင်းသူထင်ရှားနေတဲ့အတိုင်းမဖောက်မပြန်မှန်ကန်တဲ့ဉာဏ်နဲ့မြင်အောင်ဗါတဲ့တော့ရှုရမယ်နော်ရှုရမယ်ဆိုတော့အဲ့ဒါဘုန်းကြီးတို့
အတွေ့အကြုံရပေါ့နော်အတွေ့အကြုံရဖရာဝတ်တက်ထားပဲဖြစ်ဖြစ်ပဋ္ဌာန်းပရိတ်ဓမ္မစကြာရွတ်ထားပဲဖြစ်ဖြစ်နှုတ်ကတော့ပဋ္ဌာန်းပရိတ်ဓမ္မစကြာရွတ်နေမယ်ကိုယ့်ရဲ့စိတ်ကတော့ခန္ဓာဘောကိုတင်ထားမယ်စိတ်ကပဲပေါ်တင်ခန္ဓာဘောကိုတင်ထားမယ်ကိုယ်ခန္ဓာကိုယ်တကိုယ်လုံးခန္ဓာဘောကိုတင်ထားမယ်အဲ့ဒီလိုတင်ထားတဲ့အခါမှာခန္ဓာရဲ့ပြောင်းလဲနေတဲ့သဘာဝအချင်းအရာလေးတွေကိုယ့်ရဲ့အသိဉာဏ်နဲ့မှတတိတဲ့သိပြီးတော့နေပါတယ်တွေ့လားအဲ့ဒါလေးတစ်ချက်ဘုန်းကြီးတို့ကတော့တရားအားထုတ်တယ်ဆိုရင်အရှုခံအာယုံပေါ်ကိုရှုသိစိတ်တင်ပြီးတော့မှဒီလိုရှုကြတာဘူးပမာဆိုကြပါစို့ထွက်သက်ဝင်သက်ကိုမှတ်တယ်ထွက်သက်ဝင်သက်ငြိမ်သွားတဲ့အခါမှာဘုန်းကြီးတို့ကတော့တခဏလေးငြိမ်ပြီးတော့စောင့်လိုက်တယ်တခဏလေးငြိမ်ပြီးတော့စောင့်လိုက်တဲ့အချိန်မှာစိတ်ဆိုတာမသိလို့မှမရတာเนาะတခုခုကို तू ကဖက်တွယ်ရတာ哦အဲ့တော့ကိုကဒီလိုငြိမ်ပြီးတော့နေလိုက်တဲ့အချိန်မှာကိုယ်စိတ်ကဒီခန္ဓာမှာချထားတော့ဒီခန္ဓာကိုယ်တစ်ကိုယ်လုံးမှာဉာဏ်ကိုဖြန့်ကျက်ထားတဲ့အခါကျတော့ခန္ဓာကပြတဲ့သဘာဝလေးတွေဥပမာငယ်တိတ်ကလေးတွေတင်းလာတာလေးတွေအထူးသဖြင့်တော့ဒီမျက်နှာနဲ့ဒီခေါင်းတစ်ခုလုံးမှာအပူထုတ်တယ်လို့ပေါ့နွေ့နွေ့ထွေးထွေးရှင်းရှင်းဖိမ့်ဖိမ့်ဖြစ်လာတဲ့သဘာဝလေးတွေတွေ့ရတော့ယထာဘူတံအဲ့ဒီထင်ရှားနေတဲ့အတိုင်းအဲ့ဒီဖြစ်နေတဲ့အတိုင်းတာမပညာယမှန်မှန်ကန်ကန်စိုက်ပြီးတော့ဘာလို့မတော့ရှုသိပြီးတော့နေလိုက်ပါတွေ့လားရှုသိပြီးတော့နေလိုက်ပါအဲ့တော့ခန္ဓာရဲ့ပြနေတဲ့သဘာဝအချင်းရာတွေကတသမတ်တယ်တသဘောတယ်တသဘာဝတယ်အချင်းရာတစ်မျိုးတည်းမဟုတ်တော့စင်ကဲဘာဖြစ်နေတော့ပြောင်းလဲနေတယ်စင်ကဲပြောင်းလဲတယ်ဆိုတာကိုသိနေတဲ့ရှုသိစိတ်ကိုယ့်ရဲ့ရှုဉာဏ်မှာပဲစင်ကဲဘာဖြစ်နေတော့ပြောင်းလဲနေတာဘုန်းကြီးတို့ပြိတ္တမယုံရင်တရားနာနေတော့ပဲနားကတော့ဘုန်းကြီးတရားကိုနားနေသို့တော်လည်းကိုယ့်ရဲ့အသိစိတ်ကဘယ်ကိုချထားမလဲခန္ဓာကိုချထားလိုက်ရင်အဲ့ဒါခန္ဓာရဲ့ခန္ဓာနှံ့ဘုန်းကြီးအရင်တုန်းကပြောခဲ့တဲ့ဒီအသားတစ်ရှူတွေဒီပါးပြင်တွေဒီခေါင်းတွေကနှထင်းတွေအကုန်လုံးဟာမွရွာဖိမ့်ဖိမ့်ရှင်းဆိုပြီးတော့ခန္ဓာအနှံ့မနေ့တုန်းကပြောခဲ့တယ်လေအကျင့်သဘောတရားသည်အနိစ္စထိုအနိစ္စသဘောတရားသည်ဒုက္ခဆိုတာဝိပရိနာမဓမ္မဘာဖြစ်တော့ဖောက်ပြန်နေဒီလိုပြောတာဟုတ်ပလားယုံ nant သည်အနိစ္စတသမတ်တဲ့တသဘောတဲ့တသဘာဝတဲ့အချင်းရာတစ်မျိုးတဲ့ရှိပြီးတော့မနေဘူးအကျင့်သဘောတရားယုံ nant လို့ဆိုတဲ့အကျင့်သဘောတရားသည်အနိစ္စထိုအနိစ္စဆိုတဲ့ယုံ nant သည်ဒုက္ခဆိုလို့ရှိရင်ဝိပရိနာမဘာဖြစ်တော့ဖောက်ပြန်နေလိမ့်မယ်ဒီခန္ဓာမှာတသမတ်တဲ့တသဘောတဲ့တသဘာဝတဲ့အချင်းရာတစ်မျိုးပဲမဟုတ်ဘဲနဲ့စင်ကဲဘာဖြစ်နေတော့ပြောင်းလဲနေတယ်အဲ့ဒီပြောင်းလဲနေတဲ့အချင်းရာကိုတာမပညာယမဖောက်မပြန်မှန်ကန်တဲ့ဉာဏ်ပညာနဲ့သိအောင်ပတ္တိရှုကြည့်ရှုသိနိုင်မယ်ဆိုရင်ဒိဏဝိသိကိစ္စဘာဖြစ်တယ်ဝိသိကိစ္စလွန်မြောက်ပါတယ်ဝိသိကိစ္စလွန်မြောက်ပါကိုယ့်ရဲ့ရှုဉာဏ်နဲ့မှာကိုကဒီခန္ဓာနဲ့ပတ်သက်ပြီးတော့တသမတ်တဲ့တသဘောတဲ့ရှိမနေဘူးဆိုရင်ဘုန်းကြီးတို့ပြိတ္တအနိစ္စအချင်းရာရှင်းလင်းကြီးကွင်းကနေကွက်ခနဲ့သိနေမြင်နေတော့ရင်မြဲတယ်ဆိုတဲ့တန်တရားဝိသိကိစ္စရှိเสียအကြောင်းဖြစ်เสียအကြောင်းရှိနိုင်ပါဦးမလားမရှိနိုင်မြတ်စွာဘုရားအဲ့ဒါလေးရှင်းတာအလွန်ကောင်းတာဟာမသစ္စကပြပိုက်ဘာမှဖြစ်မသွားเนาะဘုန်းကြီးကနေ့အဲ့ဒါကိုပြန်ကြည့်တယ်မနေ့ကတော့အချိန်ကလူနေရတော့အဲ့ဒါလေးပြန်ဟာဒါအင်မတန်ကောင်းတာပဲဘုန်းကြီးတို့ဝိပဿနာရှုဖို့အမတန်ကောင်းတယ်ဟုတ်လားအဲ့ဒါလေးတစ်ချက်ကိုရှုနည်းလေးရပြီနော်အဲ့တော့ကိုကအိမ်မှာထွက်သက်ဝင်သက်ကိုပဲရှုဝမ်းပိုက်ရဲ့ပိန်နာဖောင်းတာကိုပဲရှုကိုယ့်ရဲ့စိတ်ငြိမ်ကြသွားပြီဆိုရင်ထွက်သက်ဝင်သက်ရှုခြင်းရှုပလေသေးဝမ်းပိုက်ဖောင်းခြင်းဖောင်းပိန်ခြင်းပိန်ပလေသေးကိုကအသာလေးငြိမ်ပြီးတော့ပဲနေလိုက်နေပြီးတော့ကိုယ့်ရဲ့ရှုသည့်စိတ်ရှုဉာဏ်လေးကဘယ်ကိုဖြန့်ကျက်ထားမလဲခန္ဓာကိုယ်ဖြန့်ကျက်ထားရင်ခန္ဓာနဲ့ပတ်သက်တဲ့သိเสียခန္ဓာကပြလိမ့်မယ်အဲ့ဒါကိုရှုဉာဏ်လေးကသိနေတဲ့အခါမှာသိတဲ့နေရာမှာတစိုက်မတ်စိုက်ပြီးတော့ဘာဖြစ်နေမလို့ရှုသိနေเนาะရှုသိတဲ့အခါမှာတာမပညာယမှန်တဲ့ဉာဏ်တော့ဖြစ်ရမယ်ကိုယ့်ဟာကိုလှုပ်ယူတဲ့ဉာဏ်ဖန်တီးယူတဲ့ဉာဏ်တစိတ်ကပ်ပြီးတော့ယူတဲ့ဉာဏ်အမြည်တက်ပြီးတော့ယူတဲ့ဉာဏ်တော့မဟုတ်ရနောက်တစ်ခါကျတော့ယထာဘူတအဲ့ဒီခန္ဓာကပြနေတာကလေခန္ဓာကပြတဲ့အတိုင်းခန္ဓာမှာဖြစ်နေတဲ့အတိုင်းခန္ဓာထင်ရှားနေတဲ့အတိုင်းသူလည်းပဲဖန်တီးပြီးတော့ပြုပြင်ပြီးတော့ယူရတဲ့သဘောမဟုတ်ဘူးတင်းနေတယ်ဆိုရင်တင်းတဲ့သဘာဝလေးပဲသူ့သဘာဝလေးအတိုင်းပဲစိုက်ပြီးတော့ဘာလုပ်မှာတော့ရှုเนาะအဲ့ဒါလေးတစ်ချက်နောက်တစ်ခါကျတော့သူကဆက်ပြီးတော့မေးတယ်မြတ်စွာဘုရားတဲ့မြတ်စွာဘုရားရဲ့သာသနာမှာအာသောကုံတဲ့ပုဂ္ဂိုလ်တွေကရှိသလားဒါမေးသွားတာအာသောကုံတယ်ဆိုတော့ဘုန်းကြီးတို့ဗုဒ္ဓရဲ့အမြင်ဒ
ထေရဝါဒဗုဒ္ဓသာသနာရဲ့အမြင်ဆိုရင်ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ရောရှိသလားဒီလိုပြောတော့ဘုရားမြတ်စွာကဒီတိုင်းပဲရှုခိုင်းတာပဲရှုခိုင်းတော့ तू ကတမ္မပညာယခန္ဓာရဲ့ယုတ်တရားနံတရားလို့ဆိုတဲ့ဤခန္ဓာကိုတဏှာနဲ့လည်းမသိမ့်ပိုက်နဲ့မာနနဲ့လည်းမသိမ့်ပိုက်နဲ့ဒိဋ္ဌိနဲ့လည်းမသိမ့်ပိုက်နဲ့ခန္ဓာရဲ့ဖြစ်နေတဲ့အချင်းရာယထာဘုဒ္ဓခန္ဓာရဲ့ထင်ရှားနေတဲ့အချင်းရာခန္ဓာရဲ့ဖြစ်နေတဲ့အချင်းရာကိုတမ္မပညာယမှန်ကန်တဲ့အသိဉာဏ်နဲ့ခိုင်ခိုင်မာမာပြည့်ပြည့်စုံစုံချွတ်ယွင်းဖောက်ပြန်မှုမရှိသိပြီဆိုရင်စကလုံးလေးတိုးသွားတယ်အနုပါဒောအနုပါဒာယတဏှာဒိဋ္ဌိအနုပါဒာယကံကိလေသာအာသောတရားတွေနဲ့ဆွဲလန်းမှုမှဝိမု တ်တော်လွတ်ပါလိမ့်မယ်ဟုတ်လားအဲ့တော့ဒီလိုရှုနေရင်နဲ့ပဲရှုွက်ကပြတာကိုအမှန်အကန်သိပြီးမြင်ပြီးဆိုရင်ပုဂ္ဂိုလ်တ attva ထင်မှတ်မှုမှားတဲ့တနည်းပြောရရင်တော့ပုဂ္ဂိုလ်တ attva ရဲ့လို့ဆွဲလန်းနေတဲ့ဥပါဒံတရားတွေအာသောတရားတွေကလွတ်ပြီးဆိုရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဒီခိနာတဝဘာကုံပါတော့အာသောကုံပါတဲ့မနေ့ကဥပါဒံရဲ့ဆွဲလန်းမှုယနေ့ကျတော့ကာမတဝလိုချင်မှုနဲ့ဆွဲလန်းမှုဘဝတဝတတ်မဲ့မှုနဲ့ဆွဲလန်းမှုဒိဋ္ဌာတဝလွဲမှားမှုနဲ့ဆွဲလန်းမှုအဝိဇ္ဇာတဝမသိမှုနဲ့ဆွဲလန်းမှုအဲ့ဒီတရားတွေရဲ့ဆွဲလန်းမှုကလွတ်ပြီးဆိုရင်ခိနာတော်ဘာဖြစ်ပြီးတော့အာသောကုံနဲ့ယဟန္တာဖြစ်တယ်သူမေးတဲ့ပြဿနာသူဆွဲထုတ်လိုက်တဲ့အစအမတန်ကောင်းတယ်ဒါပေမဲ့အဲ့ဒီအစကိုသူလွှတ်ပလိုက်တယ်ဒါပဲเนาะအဲ့ဒီအစသူဆွဲထုတ်လိုက်တဲ့အစဘလောက်ကောင်းတော့เนาะပထမသူခန္ဓာ၅ပါးကိုသူအတ္တအလိုတို့လိုက်တယ်မြတ်စွာဘုရားရှင်းပြတယ်အတ္တမဟုတ်ပါဘူးအနတ္တပါပဲသူသဘောသူဆောင်တယ်ခန္ဓာဟာအနိစ္စဒုက္ခအနတ္တဝိပရိနာမဓမ္မဖောက်ပြန်တယ်ဘုရားရှင်းပြတယ်အဲ့ဒါကိုတဏှာနဲ့သိမ့်ပိုက်မယ်မာနနဲ့သိမ့်ပိုက်မယ်ဒိဋ္ဌိနဲ့သိမ့်ပိုက်မယ်ဘုန်းကြီးတို့ပြိဿသိတယ်နေတမ္မမနေသောဟာမတမိနမေသောအတ္တမသိမ့်ပိုက်ရဘူးတဏှာနဲ့မသိမ့်ပိုက်ရဘူးမာနနဲ့မသိမ့်ပိုက်ရဘူးဒိဋ္ဌိနဲ့မသိမ့်ပိုက်ရဘူးဒီလိုဆိုရင်ပဋိညေယညာတတိရဏပဋိညာနဲ့ဝိပဿနာဉာဏ်ပွားများအားထုတ်ပြီးတော့ဒီအနိစ္စဒုက္ခအနတ္တအချင်းရာသိကိုမသိနိုင်ဘူးဒီလိုဆိုရင်တဏှာမာနဒိဋ္ဌိသုံးပါးသောတရားတွေနဲ့ယုံ nant တရားခန္ဓာတွေကိုဣတမမဤသောဟာမတမိနမေသောအတ္တလှုပ်လို့မရဘူးတဏမာနဒိဋ္ဌိတွေနဲ့မသိမ့်ပိုက်နဲ့ဒီလိုသူပြောလိုက်တာအဲ့ဒီတစ်ချက်ဖွင့်ပြီးမှသူကောင်းတယ်ဆက်ပြီးတော့သူဗာမေးတော့ဝိသိကိစ္စလွန်မြောက်တယ်သောတာပန်ဖြေရေးကိုမေးတယ်ကောင်းတယ်ဖျားဖြေလိုက်တယ်ရှုွက်နဲ့ဆက်ပြီးတော့သူမေးတယ်ခိနာတဝအာသောကုံနိုင်တဲ့ပုဂ္ဂိုလ်ရှိလားဖျားဆက်ပြီးတော့ဗါတဲ့တော့ဟောတယ်နော်အဲ့တော့အဲ့ဒါလေးတွေလေဘုန်းကြီးတို့ပြိတ္တဟိုကတော့ဘုန်းကြီးတို့အမြင်ကတော့အရင်ကလည်းပြောဘူးပါတယ်ဟိုရာသီချိန်ကြမှာတရားစခန်းကိုစုပြုံတိုးပြီးတော့နော်အားထုတ်နေတာနဲ့စာရင်ကိုယ့်အိမ်မှာကိုမှန်မှန်လေးတနေ့ကိုဖျားဝတ်တဲ့တလို့နော်ဖျားဝတ်တဲ့အချိန်လေးတွေရှိမယ်ဂုံတော်ပရိစိတ်ဓာရှိမယ်ပရိတ်ရွတ်ပဋ္ဌာန်းရွတ်စသဖြင့်ရှိမယ်အဲ့ဒီလိုအချိန်လေးတွေကနေနာယူဝက်တတ်နိုင်နာယူဝက်ပေါ့15မိနစ်တတ်နိုင်15မိနစ်ခုဘုန်းကြီးပြောတဲ့နည်းနဲ့ခန္ဓာကိုညံချငြိမ်ပြီးတော့စောင့်ကြည့်ခန္ဓာကရှုသိစိတ်ရှုဉဏ်မှာခန္ဓာဘာသိတော့သိတာကိုစိုက်ပြီးတော့ခန္ဓာကပြနေတဲ့ထင်ရှားတဲ့အတိုင်းဖြစ်နေတဲ့အတိုင်းဘာလို့ရမလဲရှုကြည့်လိုက်ပါเนาะရှုကြည့်လိုက်ပါအဲ့ဒီလိုဆိုရင်တသမတ်တဲ့ရှုဉဏ်မှာပေါ်နေတဲ့ခန္ဓာကပြတဲ့ပြကွက်သည်တသမတ်တဲ့တသဘောတဲ့တသဘာဝတဲ့တက်ချင်းအချင်းအရာတစ်မျိုးတည်းမဟုတ်ဘူးဆိုရင်နှိစ္စမဟုတ်ဘူးပေါ့ဗါတဲ့တော့အနိစ္စဖြစ်ရမှာပေါ့เนาะအဲ့ဒါမနေ့တုန်းကအဲ့ဒီသစ္စကပရပိုက်ဆွဲထုတ်တဲ့အစကတော့အတော်ကောင်းတယ်ဗျာနော်ဆက်ပြီးတော့သူဆွဲလိုက်ရင်သောတာပန်အာရိယသူမေးထားတာခိနာတဝမပြောတတ်လို့သာအမှန်ရဟနာဖြစ်တဲ့အထိသူမေးသွားတာဖယားမြတ်စွာကလည်းဟောတာပဲနော်ဒါပေမဲ့သူဘာမှမဖြစ်ဘူးစွန်းစားတာပင့်သွားတာစွန်းစားပင့်တော့လေသူကကြွေးတာမို့တကားတွေကိုစွန်းအုပ်ဆင့်ပြီးတော့ဘာလုပ်သွားတာတော့ကြွေးသွားတာနော်စွန်းအုပ်ဆင့်ပြီးတော့ဘာလုပ်သွားတော့ကြွေးသွားတာဗျာအဲ့ဒါစာထဲမှာကြုံရနော်အဲ့တော့ဒီဒေသနာတော်ဆုံးတဲ့အခါမှာတော့မနေ့တုန်းကသစ္စကပရပိုက်ကြီးဘာမှမဖြစ်ပေမဲ့လို့ခဏတရိษံဇက်ဖြစ်တဲ့နန္ဒောပနန္ဒနဂါမင်းကတော့ဗုဒ္ဓဘာသာဖြစ်မယ်နော်ဗုဒ္ဓဘာသာဆိုတာတရဏဂုံ၃ပါးကိုစောင့်တည်တာပါပဲနော်ဗုဒ္ဓဘာသာသူဖြစ်မယ်ဖယားမြတ်စွာတနေ့သောအခါ
ကံမြင့်လို့ပေါ့ညာတရားပွဲချင်းပဖရာမြတ်စွာဟိုတနေ့ကပြောသလိုပဲဇေတဝန်အကြောင်းထဲမှာတရင်သုံးတဲ့အချိန်ဆိုရင်ညနေဆိုလို့ရှိရင်တာဝတိမြို့သူမြို့သားတွေဟုတ်ပါလားပန်းရည်ချမ်းစသည်လက်မှာဆွဲပြီးတော့ကျောင်းတော်ကိုဘာလို့ရအောင်လာတော့တရားနာရအောင်လာတယ်နော်တရားနာရအောင်လာတယ်တရားပွဲပြီးတဲ့အခါကျတော့ကျောင်းဒါယကကြီးအနာတပိန်ကမြတ်စွာဘုရားနှစ်ဖန်အာယုံစွန်ဖုံးပေးရအောင်တန်ခါ9ရွာနဲ့တန်ခါ900နဲ့တပည့်တော်တို့အိမ်ကိုကြွပါမြတ်စွာဘုရားလက်ခံလိုက်တယ်တရားပွဲပြီးသွားအဲ့တော့မြတ်စွာဘုရားတို့မှာဆွမ်းမစားမီဆောင်ရွက်ရတဲ့ကိစ္စရှိတယ်ဆွမ်းစားပြီးဆောင်ရွက်ရတဲ့ကိစ္စရှိတယ်ညင်ဥယံမှာဆောင်ရွက်ရတဲ့ကိစ္စရှိတယ်တန်းကောင်ယံမှာတော့နတ်မြမာတွေကိုတရားဟောရတယ်နော်တတ္တိယယံကြတော့ဘုရားမြတ်စွာကျိန်းဆက်အနာယူတော်မူတယ်4 နာရီဝဲလောက်ဘုရားမြတ်စွာထားတယ်အာယုံမတက်ခင်မှာဗုဒ္ဓရဲ့ကိစ္စတစ်ခုဆောင်ရွက်ရတယ်တလောကလုံးမှာရှိနေတဲ့ကျွတ်ထိုက်တဲ့တတ္တဝါတွေကိုနော်ကျွတ်ထိုက်တဲ့တတ္တဝါတွေကိုဉာဏ်တော်ကြီးနဲ့ရှုကြည့်ရတယ်ဘုန်းကြီးတို့ပြောဥပါတယ်ဒေသနာကွန်ရက်ဖြန့်ကျက်တယ်ပေါ့နော်ဉာဏ်တော်ကွန်ရက်ဖြန့်ကျက်တယ်ပေါ့ဘုန်းကြီးတို့ရေကန်ထဲမှာချောင်းထဲမြောင်းထဲမှာမြစ်ထဲပင်လယ်ထဲတွေမှာပိုက်ကွန်ကိုပြစ်ချလိုက်တဲ့အခါမှာငါးတွေဟာဘယ်မှာလာမိတော့ပိုက်ကွန်ထဲမှာလာမိတယ်တချို့ငါးတွေလည်းလွတ်ပေါ့အဲ့ဒီလိုပဲဖယားမြတ်စွာကဒီတတ္တလောကကြီးတစ်ခုလုံးနော်ဗြဟ္မလောကလည်းပါတယ်နတ်လောကလည်းပါတယ်လူလောကလည်းပါတယ်တိရစ္ဆာန်လောကလည်းပါတယ်ခန္ဓာဘဝရထားတဲ့ပုဂ္ဂိုလ်မှန်သမျှတတ္တလောကလို့ခေါ်တာဟုတ်ဗျာဟုတ်လားတတ္တလောကတွေကိုအဲ့ဒီဉာဏ်တော်ဒီဟုသောကွန်ကိုပြစ်လိုက်တဲ့အခါမှာကျွတ်ထိုက်တဲ့တတ္တဝါဉာဏ်တော်ထဲမှာပေါ်တယ်နော်ကျွတ်ထိုက်တဲ့တတ္တဝါဘယ်မှာပေါ်တော့ဉာဏ်တော်ထဲမှာပေါ်တယ်မကျွတ်ထိုက်တဲ့တတ္တဝါတွေကံမြင့်မှာတရားလဲဟောနေတယ်တရားလဲနာနေတယ်ဟုတ်ပါလားဉာဏ်တော်ထဲမပေါ်လို့ခင်ဗျားတို့ကြို့တို့ကိုဒီလိုဖြစ်နေတာလေဟုတ်ပါလားဉာဏ်တော်ထဲပါရင်ပွဲရသိမ့်ပြီဟုတ်ပါလားဉာဏ်တော်ထဲပေါ်ရင်ပွဲသိမ့်ပြီဉာဏ်တော်ထဲမှာဗါလဲတော့မပေါ်ဘူးအဲ့ဒီမှာဘသူပေါ်လာတော့ဆိုတော့နန္ဒောပနန္ဒနဂါမင်းပေါ်လာတာနော်နန္ဒောပနန္ဒနဂါမင်းပေါ်လာတယ်ပေါ်လာတဲ့အခါကျတော့ဘုန်းကြီးတို့တခါတလေအံ့ဩဖို့ကောင်းတယ်ဖရာရဲ့ဉာဏ်တော်ထဲမှာပေါ်ပြီးဆိုရင်သူ့မှာပါရမီကုသိုလ်ပါတယ်တော့ရှိပြီးသားနော်ပါရမီကုသိုလ်ရှိပြီးသားဒါပေမဲ့လို့ဘဝတွေကဘာနဲ့တူတော့ဆိုတော့ဘုန်းကြီးတို့မြေအစိုးတဲ့မရှိတဲ့နေရာမှာစိုက်ပျိုးမိတဲ့မျိုးစေ့လိုပဲအညွန့်အညောက်မထွက်ဘူးဟုတ်လားအဲ့တော့ဒါပဲသဘာဝတရားနော်ရှုကြည့်ဖယားမြတ်စွာရဲ့ဉာဏ်တော်ထဲမှာပေါ်ရတယ်ဆိုရင်သူ့ရဲ့ပါရမီကုသိုလ်သည်မနှဲဘူးနော်မနှဲဘူးဒါပေမဲ့လို့သူသည်အဲ့ဒီအချိန်မှာမိစ္ဆာဒိဋ္ဌိဖြစ်နေတယ်တဲ့ဟုတ်လားဘာဖြစ်နေတော့မိစ္ဆာဒိဋ္ဌိဖြစ်နေတယ်ဘာဖြစ်လို့ဖြစ်ရတော့ဆိုတော့ဘုန်းကြီးတို့ပြိဿကသူ့ရဲ့နဂါးရဲ့စီးစိမ်ကာမဂုဏ်ကလည်းပဲသူကနတ်တမျှပဲလို့ပြောတယ်ပြောလားနတ်တမျှဆိုတော့ရှယ်ရေးကြီးတယ်နေမှာပေါ့နော်အဲ့တော့ရှယ်ကာမဂုဏ်ဆိုရင်တဏှာကလည်းအထူးတဏှာပဲဟုတ်လားတဏှာကလည်းအထူးပါတယ်တော့တဏှာဆိုတော့ဒီပုဂ္ဂိုလ်ဒါနဲ့ပဲပျော်နေပါနေတာပေါ့နော်ဖြစ်နိုင်တာပေါ့ဒီတတ္တရဒိဋ္ဌိဟုတ်လားတတ္တရဒိဋ္ဌိဒါသူဖြစ်နိုင်တယ်သူမိစ္ဆာဒိဋ္ဌိသူဖြစ်နေတော့အဲ့ဒါလေးကိုစဉ်းစားလိုက်ရင်ရှေ့ဘုံရှေ့ကံကုသိုလ်ပါရမီဘလောက်ပဲပါနေအကြောင်းအားလျော်စွာလောဘတို့တဏှာတို့ဒေါသတို့ဒေါသဖိစီးခံနေရတဲ့ဘဝမျိုးလောဘတဏှာဖိစီးခံနေရတဲ့ဘဝအနေအထားမျိုးမှာရောက်နေပြီဆိုရင်အယူလွဲကိုလွဲတယ်အယူတိမ့်ကိုတိမ့်တယ်ယခုနဥပမာပဲဟုတ်ပါလားမြေရဲ့အစိုးဓာတ်ကင်းမဲ့တဲ့နေရာမှာစိုက်ပျိုးရတဲ့မျိုးစေ့ဟာအညွန့်အညောက်ဗါတဲ့တော့မပေါက်တယ်လို့ပဲဒါကသူလည်းအဲ့ဒီလိုဖြစ်သူခံစားရတဲ့စီးစိမ်ကာမဂုဏ်ကြီးကအလွန်ဗါတဲ့တော့ကြီးကျယ်အလွန်ခမ်းနားတယ်စာထဲမှာတော့ဒိဗ္ဗနတ်စီးစိမ်နဲ့အတူတူပဲဒီလိုပြောတာနော်နတ်စည်းစိမ်နဲ့အတူတူပဲလို့ဒီလိုပြောအဲ့တော့ဘုရားမြတ်စွာဉာဏ်တော်ထဲမှာပေါ်တော့ဟောနရောပနန္ဒနဂါမင်းဉာဏ်တော်ထဲမှာပေါ်ပြီးသူ့အနေထားကိုကြည်လိုက်တော့လေဩနဂါစည်းစိမ်ကာမဂုဏ်တွေကလည်းနတ်စည်းစိမ်တမျှအလွန်အထက်တန်းကြတဲ့အတွက်ကြောင့်တဏှာဖိစီးလို့မိစ္ဆာဒိဋ္ဌိကြီးဖြစ်နေပါလားဒီလိုတစ်ချက်
ဆက်ပြီးတော့ကြီးလိုက်တော့လဲအိုးအလွန်ဒေါသကြီးနေပါလားဘာလဲကြီးနေတော့ဒေါသလည်းကြီးနေတယ်ဟုတ်ပြီသူ့ကိုသူဆက်ပြီးတော့ကြီးလိုက်တော့ဥပနိတယအာကြီးသောမိယာအာကောင်းသောမိယာအထောက်အပံ့သူဘာဖြစ်နိုင်တော့ကြီးလိုက်တော့တရဏဂုံ၃ပါးစောက်တည်နဲ့တရဏဂုံ၃ပါးစောက်တည်ပြီးတော့ဗုဒ္ဓဘာသာကောင်းတယောက်လေဖြစ်မယ်ဆိုတာကိုသူမြင်လိုက်ပြီနောက်သူ့ကိုဘလူဆုံးမရမှာတော့ဆက်ကြည့်လိုက်တော့မှရှင်မောက်ကလန်ဆုံးမရမယ်ဘယ်သူဖုံးမရှင်မောက်ကလန်နော်ဖယားမြတ်စွာအသေးစိတ်သူ့ကိုကြည့်လိုက်တယ်ညံတော်ထဲမှာပေါ်လာတယ်ဘာဖြစ်နိုင်တော့ကြည့်တော့တဏှာလောဘစီးစိမ်တွေခံစားလွန်အားကြီးလို့တဏှာလောဘဖြီးစည်းနေတယ်မိစ္ဆာဒိဋ္ဌိမှားယွင်းတဲ့အယူဟုတ်ပါလားမှားယွင်းတဲ့အယူလွဲမှားတဲ့အတွေးအခေါ်ရှိနေတယ်နောက်တစ်ခါကျတော့အလွန်ကြမ်းတမ်းတယ်ဒေါသလွှမ်းမိုးမျက်စောင်းထိုးကအယိုးကြေးမွဖွဲပြာကြအောင်ဒေါသထံပြင်းဟုတ်ပါလားဒေါသအင်မတန်ကိုပါလေတော့ထံပြင်းတယ်အချိန်ရရင်ဒေါသရဲ့ဆန်းကျင်မဲ့အာဒေါသကိုဆက်ပြောမယ်ဟုတ်လားအဲ့တော့ဒေါသထံပြင်းတဲ့ပုဂ္ဂိုလ်ဟုတ်ပြီဒီပုဂ္ဂိုလ်ဘာဖြစ်နိုင်တော့ကြီးလိုက်တော့ဘာဖြစ်နိုင်တော့ဗုဒ္ဓဘာသာဖြစ်မယ်နော်ဘာဖြစ်မလို့ဗုဒ္ဓဘာသာဖြစ်မယ်ဗုဒ္ဓတရဏကိစ္ဆာမိဆိုပြီးတော့တရဏဂုံ၃ပါးကိုသူစောက်တည်မဲ့ပုဂ္ဂိုလ်ဖြစ်မယ်သူ့ကိုဘသူကဆုံးမရမှာတော့သူ့ဆုံးမနိုင်တဲ့ပုဂ္ဂိုလ်ကိုကြည့်တော့ဘုန်းကြီးတို့ပြေးတဲ့ဘသူကိုသွားတွေ့တော့ရှင်မောက်ကလန်ကိုတော်ကိုသွားတွေ့အဲ့ဒါနဲ့မြတ်စွာဘုရားကမိုးလင်းတဲ့အခါကျတော့ကိုလက်တုတ်တင်ပြီးတော့ရှင်အာနန္ဒာကိုပြောတယ်အာနန္ဒာနတ်ပြည်ဒေသစာရီကြွရအောင်ယဟန်900စုလိုက်เนาะဘယ်ကိုကြွမှာနတ်ပြည်ဒေသစာရီကြွမယ်เนาะနတ်ပြည်ဒေသစာရီကြွတော့တာဝရိန္ဒနတ်ပြည်ကိုကြွရမှာဟုတ်ရတာဝရိန္ဒနတ်ပြည်ကိုကြွတဲ့အခါကျတော့မြင့်မို့တောင်ရဲ့ပမာဏကဘယ်လောက်8400เนาะ8400အမြင့်ရှိတဲ့မြင့်မို့တောင်ရဲ့ထိပ်မှာတာဝရိန္ဒနတ်ပြည်ရှိတယ်မြင့်မို့တောင်ရဲ့အောက်ခြေမှာတောင်ထွတ်3ခုရှိတယ်အဲ့ဒီတောင်ထွတ်3ခုရဲ့အလယ်မှာနော်တောင်ထွတ်3ခုရဲ့အလယ်မှာတောင်ထွတ်3ခုရဲ့အလယ်မှာဘာရှိတုံးဆိုတော့ပန်တုပထဝီနော်ဘုန်းကြီးတို့မြေက2မျိုးရှိတယ်သီလာပထဝီနဲ့ပန်တုပထဝီဟိုဆုတောင်းတဲ့အခါမှာလေတက်တည်တည်တဲ့အခါမှာသီလာပန်တုဤမြေထုလေပထဝီလို့ဆိုတဲ့မြေကသီလာပထဝီဘုန်းကြီးတို့မန္တလေးတောင်တို့စကိုင်းတောင်တို့ကြိုက်ထီးရိုးတောင်တို့ဟိုကြောက်အတိပြီးတဲ့ဗါတဲ့တော့တောင်နော်ကြောက်အတိပြီးတဲ့မြေကိုဘာလို့ခေါ်တော့သီလာပထဝီမြေမှုံအတိပြီးတဲ့တောင်ကိုကြတော့ဗါတဲ့တော့ပန်တုပထဝီနော်အဲ့တော့ဘုန်းကြီးတို့အမျှဝေတဲ့အခါမှာလေဟိုဘာတော့သီလာပန်တုဤမြေထုလေမြေကြီးသည်သီလာပထဝီနော်ကြောက်မြေရှိတယ်ပန်တုပထဝီမြေမှုံရှိတယ်ဒါသီလာပထဝီရောပန်တုပထဝီရောတက်တည်အဖြစ်နဲ့ဗါတဲ့တော့တီပါဒီလိုကိုသူဟာမလားအဲ့တော့အဲ့ဒီမှာမြင့်မို့တောင်ရဲ့တောင်ခြေမှာတောင်ထွတ်3လုံးရှိတယ်ဖိုကနောက်ဆန်နော်တောင်ထွတ်3လုံးတောင်ထွတ်3လုံးရဲ့အလယ်မှာပန်တုပထဝီရှိတယ်ကြောက်တော်မဟုတ်မြေနော်ပန်တုပထဝီရှိတယ်ပန်တုပထဝီရဲ့အပေါ်မှာယရနာသဲရှိတယ်အဲ့ဒီယရနာသဲကိုအမိပြုပြီးတော့အတူရာနတ်ပြည်ရှိတယ်ဘာနတ်ပြည်အတူရာနတ်ပြည်ဆိုတာတရားမင်းရဲ့ရောက်ခမနေတဲ့နေရာဟုတ်ပါလားသူဇာနတ်သမီးရဲ့အဖေဟုတ်ပါလားဘုန်းကြီးတို့တရားမင်းနဲ့အတူရာစစ်ခင်းရင်ဒီမြင့်မို့တောင်ကိုပဲတက်ချီဆင့်ကြီးဖိုက်ကြတာเนาะအဲ့ဒါတစ်ချက်အဲ့တော့ဒီတောင်3ထွတ်ရဲ့အပြင်မှာယခုနတော့အတွင်းမှာအတူရာနတ်ပြည်ယခုတောင်ထွတ်3ခုရဲ့အပြင်မှာယခုနလိုပဲပန်တုပထဝီမြေပေါ့နော်မြေမုံရှိတယ်အဲ့ဒီပေါ်မှာမှဘုန်းကြီးတို့ပြိတ္တဘာရှိတုံးဆိုတော့ယရနာသဲအစုရှိတယ်အဲ့ဒီယရနာသဲစုပေါ်မှာနန္ဒောပနန္ဒနဂါမင်းရဲ့ဗိမာန်ရှိတယ်နော်နန္ဒောပနန္ဒနဂါမင်းရဲ့ဗိမာန်ဆိုတော့ကြည့်လိုက်ပေါ့ဗျာမြင့်မို့တောင်ကြီးနော်မြင့်မို့တောင်ရဲ့အောက်ခြေမှာတောင်ထွတ်ဘယ်နှခုတော့3ခုတောင်ထွတ်ရဲ့အလဲဘယ်နှပြည်အတူရာပြည်တောင်ထွတ်3ခုရဲ့အပြင်မှာ
နန္ဒောပနန္ဒတို့ရဲ့နေရာနော်နန္ဒောပနန္ဒတို့ရဲ့နေရာအဲ့တော့ဘုရားမြတ်စွာကသွားကြမယ်ဘယ်နတ်ပြည်တော့တာဝရိသနတ်ပြည်ကိုဒေသစာရီခရီးကြွကြမယ်ဆိုကြွအဲ့ဒီဘုရားမြတ်စွာဒေသစာရီခရီးကြွတဲ့နေ့ဟာနန္ဒောပနန္ဒနဂါမင်းကြီးရဲ့သေရီတောက်ရာပျော်ပွဲရွှင်ပွဲကျင်းပတဲ့နေ့နော်သေရီတောက်ပြီးတော့ပျော်ပွဲရွှင်ပွဲကျင်းပတဲ့နေ့သူကတကယ်ကိုယရနာမျိုးစုံစီချေထားတဲ့ပလင်ပေါ်မှာကြာနာနာထိုင်ပြီးတော့စားပွဲတောက်ပွဲတွေပြည့်ပြည့်စုံစုံရှေ့မှာခင်းချင်းပြင်ထားနဂါမင်းသမီးလေးတွေကလည်းအရွယ်ဆုံးအရွယ်ဆုံးနည်းနည်းကြီးတာလေးပါမယ်နည်းနည်းခက်လက်လက်လေးပါမယ်နည်းနည်းအငယ်လေးတွေပါမယ်နဂါမင်းသမီးလေးတွေကလည်းအရွယ်၃မျိုးရှဲတေးကြီးတယ်ပဲနော်သူ့ကိုဘာလို့ကပြနေရတာနော်သူကဒီလိုပဲစီးစိမ်ကတော့ဘယ်ဘဝရောက်ရောက်ပုထုဇဉ်ကတော့စီးစိမ်ဆိုခံပြီးသားပဲအဲဒီနဂါမင်းသမီးလေးတွေကကကြခုံကြနဂါပရိသတ်နဲ့သူအဲ့ဒီလိုစီးစိမ်ခံနေတဲ့အချိန်မှာဖယားမြတ်စွာကသူ့ရဲ့မျက်နှာချက်ပေါ့နော်သူ့ရဲ့ဗိမာန်ရဲ့အပေါ်ကနေပြီးတော့သူမြင်စေဆိုပြီးတော့ဒိဋ္ဌံပြီးတော့ယဟန်900မြတ်စွာဘုရားနဲ့ယဟန္တာ900တန်းပြီးတော့ကြွအဲ့ဒါလေဘုန်းကြီးတို့ပြိဿကိုဟိုနေ့ဟာအာလာဝကဘလူတော်ကလည်းပြောခဲ့တာပဲဘုံဗိမာန်ကြီးရှိတယ်ဒါပေမဲ့လို့ကမ္မစိတ်တိဖြစ်တဲ့အတွက်ကြောင့်တာမန်ပုဂ္ဂိုလ်တွေကတော့ဗါတဲ့တော့မမြင်ဘူးပေါ့နော်မြတ်စွာဘုရားကသူ့ဗိမာန်မှာမျက်နှာချက်အပေါ်ကနေသူကြွတဲ့ခါကျတော့ तू မော့ကြည့်လိုက်တော့ဟာဒီကွယ်အလွန်စုတ်ချတဲ့ဟုတ်မလားဥပီကရုံးတွေတို့ဘော်ကသွားနေတယ်သူတို့ရဲ့သဲခြေမုံတွေတို့ဘော်ကြပြီတို့အထက်ကတာဝရိန္ဒနတ်ပြည်ကိုဒီပုဂ္ဂိုလ်တွေဝင်ကြီးထွက်ချီနေပါတယ်တော့အမြဲလုံနေတယ်အဲ့ဒီမှာထောင်းနေဒေါသထွက်သွားတယ်ကဲဒီလောက်ရှိလာကွာဒီပုဂ္ဂိုလ်တွေနောက်တာဝရိန္ဒနတ်ပြည်ဘလို့မှသွားလို့မရအောင်ဆိုပြီးတော့အဲ့ဒီသူ့ရဲ့ခန္ဓာကိုယ်ကို84,000တော့မြင့်မို့တောင်ကြီးကို9ပတ်9ခွေပေါ့နော်9ပတ်ပတ်လို့ရအောင်မြင့်မို့တောင်ကြီးကိုသူ9ပတ်ပတ်ပလိုက်ပတ်ပြီးတော့မှတခါတာဝရိန္ဒနတ်ပြည်ကိုပပြင်းနဲ့အုပ်ပြီးတော့မှောင်ချထားလိုက်ကောနော်အာယုံယူကြည့်လိုက်တော့အဲ့ဒီအခါမှာမြတ်စွာဘုရားနဲ့ယဟန်တော်တွေကကြွလာတော့ရထပါဠဆိုတဲ့ယဟန်တော်မြတ်စွာဘုရားကိုရှောက်မြတ်စွာဘုရားယူကန်တို့တောင်ထိပ်နဲ့ level လောက်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားတပည့်တော်တို့ခါတိုင်းဒီနေရာရောက်ရင်တာဝရိန္ဒနတ်ပြည်မြင်ပါတယ်ဗျာခုတာဝရိန္ဒနတ်ပြည်ပါတယ်တော့မတွေ့ဘူးဗျာတာဝရိန္ဒနတ်ပြည်လည်းမတွေ့ဘူးမြတ်စွာဘုရားဒီလိုနေရာရောက်ရင်တပည့်တော်တို့မြင့်မို့တောင်ထွတ်ကိုတွေ့ပါတယ်ယခုလည်းမြင့်မို့တောင်ထွတ်လည်းမတွေ့ရပါလားဗျာမြတ်စွာဘုရားဒီနေရာရောက်ရင်တရားမင်းကြီးရဲ့ဝေဇယန္တာပြတ်တက်လဲမြင်ရတာပဲဗျာယခုဝေဇယန္တာပြတ်တက်လဲမတွေ့ဘူးဗျမြတ်စွာဘုရားဒီနေရာရောက်ရင်ဝေဇယံပြတ်တက်မှာဝေဇယန္တာပြတ်တက်မှာစိုက်ထူထားတဲ့တရားမင်းကြီးရဲ့တကွန်အောင်လံလဲတွေ့တာပဲဗျာယခုတကွန်အောင်လံလဲပါတယ်တော့မတွေ့ပါဘူးဘုန်းကြီးတို့တဇက်ကတုံပါလေဟုတ်ပါလားအတူတာနဲ့စစ်ခင်းရင်လိုက်ပြီးတော့ဖိုက်နောက်ဆုံးတရားမင်းကြီးရဲ့ဝေဇယန္တာပြတ်တတ်ကတရားမင်းရဲ့တခွန်ကိုတွေ့တာနဲ့တပြိုင်တည်းပြန်ပြီးတော့ဘာလို့တော့ပြေးရတာလीနာမည်ကိုကတဇက်ကနော်တဇက်ကဆိုတာတခွန်ပဲဟုတ်လားအဲ့တော့ဒါပေမဲ့တော့မတွေ့ပါလားဖေဟာပြောတော့ဘယ်တွေ့မလို့အဲ့ဒါနန္ဒောပနန္ဒနဂါသူ့ဘော်ကနေပြီးတော့မင်းတို့ငါတို့ဖြတ်ကျော်လို့မင်းတို့ငါတို့ရဲ့ခြေဖမုံတွေသူ့ဘော်ကြတယ်ဆိုပြီးတော့အဲ့ဒါဒေါသထွက်ပြီးတော့ဟုတ်မလားဒေါသထွက်ပြီးတော့အဲ့ဒါမြင့်မို့တောင်ကြီးကိုကွယ်သူ့ရဲ့ခန္ဓာကိုယ်ကြီးကိုမြင့်မို့တောင်ကြီး9ပတ်ဖန်ဆင်းတာပေါ့နော်မြင့်မို့တောင်ကြီးကို9ပတ်ပြီးတော့တာဝရိန္ဒနတ်ပြည်ကိုဖပြင်းနဲ့အုပ်ထားမှောင်ကြနေလို့မမြင်တာမြတ်စွာဘုရားဒါပဲတော့ဒီကောင်ကိုထွက်ပြီးတော့ဆုံးမမယ်ရှင်ရထပါဠကဒါပဲတော့ထွက်ပြီးတော့ဆုံးမမယ်မလုံနဲ့ကွာနဂါကြီးကမင်းမဟိတိကတကိုးကြီးတယ်မင်းမလုံနဲ့နောက်တခါရှင်ဗတ္တိယကမြတ်စွာဘုရားဒါပဲတော့ဒီနဂါကြီးကိုဆုံးမလိုက်မယ်ဘုရားမင်းလဲမဖြစ်သေးပါဘူးနဂါကြီးအမတန်တကိုးကြီးတယ်အရှင်ရာဟုလားမြတ်စွာဘုရားဒါပဲတော့ဒီနဂါကြီးကိုဆုံးမလိုက်မယ်ဘုရားမင်းလဲမ
မဖြစ်သေးပါဘူးကွယ်ဟုတ်ပါလားသားတော်ငယ်ပါသေးတယ်ပေါ့ပါလာတဲ့ယဟန်900ကုန်ပြီအဲ့တော့449ပါကုန်ပြီရှင်မောက္ကလန်ကမြတ်စွာဘုရားအဖေရဲ့ကိစ္စဆိုတာသားကြီးဆောင်ရွက်ရမှာပဲတရိစ္ဆာန်ကိုဖျားဆုံးမတယ်အဖေဆုံးမတယ်ဆိုတာသိခါကြပါတယ်ဟုတ်လားတရိစ္ဆာန်ကိုအဖေဆုံးမတယ်ဆိုတာဗါတဲ့တော့သိခါကြပါတယ်သားကြီးဖြစ်တဲ့တပည့်တော်ဒီနဂါးကြီးကိုဆုံးမလိုက်မယ်ဖေအာနန္ဒာမောက္ကလန်ဆုံးမလိုက်ကွယ်ဆိုရှင်မောက္ကလန်ကတခါတည်းပဲအဲ့ဒီနဂါးကြီးတဲ့ကြီးတဲ့နန္ဒောပနန္ဒနဂါးကြီးတဲ့ကြီးတဲ့အေယာမဘာကြီးတော့နဂါးကြီးဖန်ဆင်းနန္ဒောပနန္ဒကဘယ်နှခွေထား9ခွေရှင်မောက္ကလန်က14ခွေရှင်မောက္ကလန်ကပါတယ်တော့14ခွေသူ့ရဲ့ပပြင်းပေါ်ကနေပြီးတော့ရှင်မောက္ကလန်ဖန်တီးထားတဲ့နဂါးကြီးကဖိလိုက်ကုန်ဖိပြီးတော့အဲ့ဒါ तू ကဘာလုပ်တုံးဆိုတော့အဲ့ဒီအောက်ကမြင့်မို့တောင်အလေကနန္ဒောပနန္ဒနဂါမင်းကြီးရဲ့9ခွေအပေါ်ကရှင်မောက္ကလန်ရဲ့14ခွေတောင်နဲ့အပေါ်ကနဂါးနဲ့ဒီနန္ဒောပနန္ဒနဂါမင်းကြီးကိုဘယ်လိုခေါ်မတော့ဖိတော်တာပေါ့နော်ဖိတော်တာပေါ့ကြက်တော်တာပေါ့လားဖိတော်ကြက်လိုက်တဲ့အခါကျမှအဲ့မှာနန္ဒောပနန္ဒနဂါမင်းကြီးကပထမသူအငွေ့လွှတ်လိုက်တာအငွေ့လွှတ်လိုက်တော့ရှင်မောက္ကလန်ကိုတော်မြတ်ကလည်းဟဲနင့်မှာသာအငွေ့ရှိတာမဟုတ်ဘူးနဂါဆိုတော့အငွေ့လွှတ်တာငါမှလည်းအငွေ့ရှိပါတော့ကောအဲ့ဒါသရုဒ္ဓဇံတမပတ်ဝင်ဆံပြီးတော့ရှင်အာနန္ဒရှင်မောက္ကလန်ကိုတော်ကလည်းအငွေ့ပြန်ပြီးတော့လွှတ်တာနော်အခိုးပေါ့အခိုးပြန်ပြီးတော့လွှတ်တော့နဂါးကြီးလွှတ်လိုက်တဲ့အခိုးဟာရှင်မောက္ကလန်ကိုတော်မြတ်ကိုလာပြီးတော့မထိရှင်မောက္ကလန်ကိုတော်မြတ်လွှတ်လိုက်တဲ့အခိုးကနဂါးကြီးသွားထိနဂါးကြီးကပို့ပြီးတော့ဒေါထထားတော့တခါ तू ကအခိုးတယ်မကဟုတ်ပလားအခိုးတယ်မကတခါတည်းမီးတောက်မီးလျံလွှတ်တာမီးတောက်မီးလျံလွှတ်တော့လေရှင်မောက္ကလန်ကိုတော်မြတ်ကနဂါးနဲ့မှသာမီးတောက်မီးလျံရှိတာမဟုတ်ဘူးငါမှလည်းဗါတဲ့တော့မီးတောက်မီးလျံရှိတယ်တေဇောကတိုင်းလျံအာယုံရှိတဲ့သရုဒ္ဓဇံတမပတ်ဝင်စားပြီးတော့တခါတည်းရှင်မောက္ကလန်ကိုတော်မြတ်ကလည်းမီးတောက်မီးလျံဗါတဲ့တော့လွတ်တော်တာပဲအဲ့တော့နဂါးကလွတ်လိုက်တဲ့မီးတောက်မီးလျံရှင်မောက္ကလန်ကိုတော်မြတ်ကြီးကလွတ်လိုက်တဲ့မီးတောက်မီးလျံဟာအဲ့ဒီဘေးပတ်ဝန်းကျင်မှာရှိနေတဲ့တောင်ထွတ်တွေအကုန်လုံးဟာရွှေတောင်ငွေတောင်နေလို့ပေါ့ရွှေရောင်နေလို့တဖိတ်ဖိတ်ပါဖြစ်နေတော့အဲ့တော့နဂါးကြီးကစဉ်းစားငါအခိုးလွတ်တော်လေပဲငါအထက်ကကောင်ကြီးဟာပြန်ပြီးတော့ဗါတယ်တော့အခိုးလွတ်တယ်ငါမီးလျံလွတ်တော်လေငါအထက်ကကောင်ကြီးကမီးလျံငါလိုပဲပြန်လွတ်တယ်ငါလွတ်တဲ့မီးလျံတွေကသူ့ကိုမထိပဲနဲ့သူလွတ်တဲ့မီးလျံတွေကငါကိုပြန်ပြီးတော့ထိနေပါလားဒီလားမအောင်မျိုးကျုပ်ဘောကဖိနေတဲ့အကောင်ကြီးကဘာကောင်ကြီးတော့မောက္ကလန်ထီတော့ငါမောက္ကလန်ထီပဲဟုတ်လားမောက္ကလန်ထီဆိုရင်တော့ယဟန်ပဲဗျယဟန်ပုံသဏ္ဍာန်လေးလှုပ်ရှားမအောင်ယဟန်ပုံသဏ္ဍာန်လေးပါတယ်တော့အမောင်သူကဆိုတော့ယဟန်ပုံသဏ္ဍာန်လာရင် तू နှိမ့်တယ်ပေါ့အဲ့တော့ယဟန်ပုံသဏ္ဍာန်ဟိုကဖော်လိုက်တာနဲ့တပြိုင်နက်ညာဘက်နေရွယ်ထဲတန့်ဝင်သွားဘာလို့မှမသိဘယ်ဘက်နေရွက်ကထွက်ဘယ်ဘက်နေရွက်ကဝင်ပြီးတော့တခါညာဘက်နေရွက်ကထွက်နှာခေါင်းဘယ်ဘက်နှာခေါင်းကဝင်လိုက်ညာဘက်နှာခေါင်းကထွက်လိုက်ညာဘက်နှာခေါင်းကဝင်လိုက်ဘယ်ဘက်နှာခေါင်းကထွက်လိုက်နန္ဒောပနန္ဒနဂါအတော်ညစ်ပြီဟုတ်လားဘာမှလုပ်လို့မရဒေါကထလာတဲ့အချိန်မှာဟိမ့်မယ်ဟောက်မယ်လို့မှုတ်မယ်လို့ဗဇက်ဟာလိုက်တဲ့အချိန်ရှင်မောက္ကလန်ကိုတော်မြတ်ကဘယ်ထဲဝင်သွားပြန်လဲဗဇက်ထဲဝင်သွားပြန်ဗဇက်ထဲဝင်ပြီးတော့ရှင်မောက္ကလန်ကိုတော်မြတ်ကအရှိအနောက်ဇင်းညာလျှောက်အရှိအနောက်ဘာလုပ်နေတော့ဇင်းညာလျှောက် तू ဘာမှလုပ်လို့မရခဲအပြင်ထွက်လို့ရတော့ကွာဟုတ်လားအပြင်ထွက်လို့ရတော့အစွဲနှစ်ခုမှညှက်ပြီးတော့ကိုဝါစားပလိုက်အစွဲနှစ်ခုကညှက်ပြီးတော့ကိုဝါဆွဲလိုက်ခမရရှင်မောက္ကလန်ကိုတော်ကြီးရှင်ဘုရားတပည့်တော်ခန္ဓာကိုယ်ထဲမှာအရှိလျှောက်လိုက်အနောက်လျှောက်လိုက်နဲ့တပည့်တော်ဗျောင်းဆန်နေအောင်ခံစားရပါပြီဖေ။ခံစားရပါပြီဖေ။အပြင်ကိုထွက်ပါအောင်ဖေ။အပြင်ကိုထွက်ပါအောင်။အပြင်ထွက်သူနှိမ့်မယ်။ဝင်တော့ကတော့ငါမသိလို့ပေါ့ဟုတ်လား။ဝင်တော့ကတော့ငါမသိလို့ပေါ့။အပြင်အထွက်ကတော့မိအောင်ကိုကြိုက်ပလိုက်မယ်ဆိုသူချိန်နေတဲ့ချိန်မှာဘွားကနေဆိုပြီးတော့ရှင်မောက္ကလန်ကိုတော်မြတ်အပြင်ရောက်တဲ့အခါကျသူမဝါအောင်အဲ့ဒီအခါမှာနှာခေါင်းနဲ့မှုတ်တာပေါ့နော်။နှာခေါင်းနဲ့လေမှုတ်တာပေါ့။ तू ကနှာခေါင်းနဲ့လေမှုတ်လိုက်တဲ့အချိန်မှာရှင်မောက္ကလန်ကိုတော်မြတ်ကလည်းအားခြင်းပဲ
အဲ့ဒီလေကိုပြန်ပြီးတော့တွန်းလှန်ဖို့ရာအတွက်အဲ့ဒီဝါယောကတိုင်းနဲ့အာယုံရှိတဲ့စရုဒ္ဓဇံတမာပတ်ကိုချက်ချင်းဝင်စားရအဲ့ဒီမှာဘာပြောတော့ဆိုတော့ဖရာမြတ်စွာကအဲ့ဒီအတွက်ရှင်မောက္ကလံကိုတာဝန်ပေးတာတဲ့တွေ့လားအဲ့ဒီအတွက်ဘယ်သူကိုတာဝန်ပေးတော့ရှင်မောက္ကလံကြံတဲ့မထေတွေကတမာပတ်ဝင်စားတဲ့အခါမှာအစကနေပြီးတော့ဘာလို့ရတော့ဝင်စားရရှင်မောက္ကလံကြတော့အစကမဝင်စားသူကလေလွတ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီလေကိုပြန်ပြီးတော့တုံ့ပြန်ဖို့ရာအတွက်ဝါယောကတိုင်းလျင်အာယုံရှိတဲ့စရုဒ္ဓဇံတမာပတ်ကိုချက်ချင်းဘာလို့ရဝင်စားလို့ရတယ်ခိပ္ပနိတန်တိလို့ဒီလိုခေါ်တယ်ဟိုအစကနေပြီးတော့ဝင်စားကြရမလို့ဘူးတဲ့ကြံတဲ့မထေတွေဆိုရင်အစကဝင်စားရတဲ့အတွက်ကြောင့်လွတ်လိုက်တဲ့အခိုးလွတ်လိုက်တဲ့လေအရှိန်နဲ့တခါတည်းဘာဖြစ်သွားလွင့်သွားမှာအဲ့တော့ရှင်မောက္ကလံကိုတော်မြတ်ကတော့သူလေလာတာနဲ့တပြိုင်နက်အဲ့ဒီလေကိုပြန်ပြီးတော့ခံဖို့ရာအတွက်ဝါယောကတိုင်းလျင်အာယုံရှိတဲ့ဘာသမပတ်တော့စရုဒ္ဓဇံတမာပတ်မြတ်စွာဘုရားကလည်းဘေးကနေပြောနေရတယ်မောက္ကလံတတိထားပေါ့စာတွေကတော့မနတိကရောတိစိတ်แท้ကစိတ်မလွတ်လိုက်နဲ့မဟာနာကောနန္ဒောပနန္ဒောနန္ဒနဂါမင်းကြီးဟာမဟိတိကောတကိုးကြီးနေတယ်မြတ်စွာဘုရားကလည်းဘေးကနေဘာလုပ်ပြရတတိပေးနေရမောက္ကလံစိတ်ထဲမှာထားဂယုဆိုင်အဲ့ဒီနန္ဒောပနန္ဒနဂါမင်းကြီးဟာအလွန်ပါတဲ့တော့တကိုးကြီးတယ်နော်အလွန်အစွမ်းထက်တယ်စိတ်ထဲမှာထားတတိမလွတ်နဲ့အဲ့ဒီတမာပတ်တွေကိုဆက်ဝင်စားအဲ့တော့ဟိုကလည်းပဲဝါယောကတိုင်းနဲ့အာယုံရှိတဲ့စရုဒ္ဓတာတမာပတ်ကိုဝင်စားနှခါကြီးကလည်းနှခေါင်းထဲကနေပြီးတော့လေမှုတ်ထားတယ်လားအဲ့ဒီရှင်မောက္ကလံကိုတော်မြတ်ရဲ့ဒီမွေးညင်းပေါက်တောင်မှလေကပါတဲ့တော့တို့အဲ့ဒီမှာနန္ဒောပနန္ဒနဂါမင်းကြီးနည်းနည်းဖြားသွားပြီဟဲဒီကိုတော့ငါကဒီလောက်ပြင်းထန်တဲ့နှခေါင်းနဲ့လေမှုတ်ထားတော့မှဒီပုဂ္ဂိုလ်ဘာမှမဖြစ်ပါလားနော်ဒီပုဂ္ဂိုလ်ဘာမှမဖြစ်ပါလားဒီလိုကြည့်တော့ရှင်ဘုရားရပ်ပါတော့ဘုရားအဲ့ဒီလိုရပ်လိုက်တဲ့အချိန်မှာဘာလို့တုံးဆိုတော့အဲ့ဒီသူကနေပြီးတော့တခါတည်းအဟွာရောင်ဆောင်လိုက်တာပေါ့နဂါးရောင်ပြန်ပြီးတော့ဖန်ဆင်းလိုက်တဲ့အချိန်မှာရှင်မောက္ကလံကိုတော်မြတ်ကြီးကတခါဂလုံးရောင်ဖန်စီးပြီးတော့နောက်ကနေအားနဲ့လိုက်ရတော့မှာရှေ့ကနဂါယုံပြန်ပြီးတော့ဖန်ဆင်းလိုက်တဲ့အချိန်ရှင်သာရိပုတ္တရာကိုတော်ရှင်မောက္ကလံကိုတော်မြတ်ကြီးကလည်းဂလုံးရောင်ဖန်ဆင်းလိုက်တော့သူဘလို့မှပါတယ်တော့မတတ်နိုင်တော့သူနဂါလူလင်အသွင်နဲ့ရှင်မောက္ကလံကိုတော်မြတ်ရဲ့ခြေပမိုးမှာလာပြီးတော့ရှ िख ိုတပည့်တော်ရှုံးပါပြီဗျာနော်တပည့်တော်ပါတယ်တော့ရှုံးပါပြီဗျာဆိုပြီးတော့တို့လာတာကသင်ကိုနှိပ်ကိုအောင်လာတာမဟုတ်ဘူးနန္ဒောပနန္ဒနဂါဖယားမြတ်စွာကြွလာတယ်သင်ကိုတနာလို့သင်ကိုချီးမြှောက်လို့တဲ့အတွက်ကြောင့်ဖယားမြတ်စွာကြွလာတယ်လာသွားမယ်ဖယားမြတ်စွာစီကိုဖူးရအောင်ဖယားမြတ်စွာစီကိုဖူးမှဗုဒ္ဓံတရဏံကိစ္ဆာမိတပည့်တော်ဖယားမြတ်စွာကိုဗါတဲ့တော့ကိုးကွယ်ပါ၏ဖယားစိကပ်ပါ၏ဖယားနန္ဒဒုက္ခိတောဟောတုသင်ကိုရောစိတ်ပါကျမ်းပါချမ်းသာခြင်းရှိပါစေဖယားမြတ်စွာဒါပဲအဲ့ဒါနန္ဒောပနန္ဒရဲ့အခန်းကတော့ဘုန်းကြီးတို့ကျန်တဲ့နေ့တွေတော့ဟောခဲ့သလိုအတိတ်လည်းမရှိဘူးပြစ္ဆုတ်ပံလည်းမရှိဘူးဒီနာနဲ့ဘာဖြစ်သွားပြီးသွားတာဟုတ်လားဒေါသလွှမ်းမိုးမျက်ဆောင်ထိုးကအယိုကြေမွဖွဲပြကြအောင်တေဇထံပြင်းနန္ဒောပနန္ဒနဂါမင်းကိုမြတ်စွာဘုရားကဘာနဲ့အောင်တော့ဆိုတော့အခိုးအလျံရှင်မောက္ကလံကိုတော်မြတ်ကိုအခိုးအလျံလွတ်စေခြင်းဖြင့်ဣဒုပဗဒဝိဒိနာဇိတဝါမုနိန်တော်ရှင်မောက္ကလံကိုတော်မြတ်တကိုးလွတ်နိုင်ဖို့ရာအတွက်နောက်ကနေပြီးတော့ညွန်ပြတဲ့ဟုတ်ပါလားနောက်ကနေပြီးတော့စီမံညွန်ပြတဲ့အစွမ်းနဲ့မုနိန်တော်မုနီဥက္ကဖြစ်တော်မူတဲ့ဖယားမြတ်စွာသည်ဇိတဝါနန္ဒောပနန္ဒနဂါမင်းကိုအောင်မြင်တော်မူပါတယ်ဖယားမြတ်စွာကရှင်မောက္ကလံကိုတော်မြတ်တကိုးပြဖို့ရာအတွက်နောက်ကနေဘာလုပ်ပေးရစီမံပေးတယ်နောက်ကနေဘာတဲ့စီမံပေးယခုနတော့ဟိုကအခိုးတွေအလျံတွေလွတ်တဲ့အခါမှာရှင်မောက္ကလံကိုတော်မြတ်ကြီးတေဇောကတိုင်းလျင်အာယုံရှိတဲ့ဘာသမပတ်တော့စတုဒ္ဓဇံတမာပတ်ဟိုကနှခေါင်းကနေပြီးတော့လေမှုတ်လိုက်တဲ့အခါကျတော့ဝါယောကတိုင်းလျင်အာယုံရှိတဲ့စတုဒ္ဓဇံတမာပတ်ဒါနဲ့ငကားကြီးဘာဖြစ်သွားရှုံးသွားပြီဗုဒ္ဓဘာသာကောင်းတယောက်ဖြစ်သွား
ဖြစ်သွားတဲ့အခါကျတော့အဲ့ဒီမှာမြတ်စွာဘုရားကတောင်ရင်သာနတ်ပြည်ဆက်ပြီးတော့မကြွဘသူကဆွမ်းစားပင့်တာခုနတရားဝဲစပြောတယ်လေမနှက်ဖင်ကတပည့်တော်အိမ်ကိုဆွမ်းစားကြွပါလို့ဘသူပင့်သွားတော့အနာတဝိန်တတိယဆွမ်းစားကြွတာအဲ့တော့မှဘုရားမြတ်စွာကလူပြည်ကိုပြန်ပြီးတော့ဘာလို့အောင်ကြွတော့ဆွမ်းစားကြွတာလေအနာတဝိန်တတိဟုတ်လားအနာတဝိန်တတိအိမ်ဆွမ်းစားကြွဟာမြတ်စွာဘုရားအာယုံဆုံးပင့်ထားတာနေမြင့်နေပါလားဘုရားဒီလိုလားဟုတ်လားအာယုံဆုံးပင့်ထားတာယခုဘာဖြစ်နေတော့နေမြင့်နေပါလားဘုရားနေမြင့်ဆိုမပြောနဲ့တော့ဟုတ်ကလားမပြောနဲ့တော့တာဝရိန်သာနတ်ပြည်ကိုဒေဝဒေသစာရီကြွတာအဲ့ဒါလမ်းမှာနန္ဒောပနန္ဒနဂါမင်းနဲ့တွေ့ပြီးတော့ပြောမနေကြတော့ဘူးကြောင်းတကာကြီးဟုတ်ပလားနန္ဒောပနန္ဒနဂါမင်းနဲ့မောက္ကလံကိုတော်တို့စစ်ခင်းကြတာဗျာစစ်ခင်းကြတာမြတ်စွာဘုရားဘသူနိုင်သွားတော့မောက္ကလံကိုတော်ကနိုင်သလားဗျာဒါမှမဟုတ်နန္ဒောပနန္ဒနဂါကပဲနိုင်သလားဗျာနန္ဒောပနန္ဒနဂါရှုံးပြီးတော့ငါသာဝကမောက္ကလံကိုတော်ကနိုင်တာပေါ့ဟာဂုံယူရဗျာဂုံယူတယ်ဗျာဒါပဲတော့9ရက်ဆက်ပြီးတော့ဗါတဲ့တော့ဆွမ်းကအောင်မယ်9ရက်ဆက်ပြီးတော့ဗါတဲ့တော့ဆွမ်းကအောင်မယ်ကဲကြည်စမ်းနော်သူ့ရဲ့အောင်မြင်မှုကိုဗါတဲ့တော့ဂုံပြုတဲ့အနေနဲ့ပူဇော်တဲ့အနေနဲ့ဘုန်းကြီးတို့ပြည်သက်အဲ့ဒီဘသူတော့အနာရဝိန်ကျောင်းဒါယကကြီးကနော်ဖျားမှုရှိတဲ့ရှင်မောက္ကလံရဲ့အောင်ခဲ့တဲ့နန္ဒောပနန္ဒနဂါမင်းကိုစစ်ခင်းတဲ့အခါမှာအောင်မြင်တော်မူတာကိုအကြောင်းပြုပြီးတော့ဘုန်းကြီးတို့ပြည်သက်ဘယ်နှရက်ဆက်ပြီးတော့ဆွမ်းကပ်9ရက်ဆက်ပြီးတော့ဗါတယ်တော့ဆွမ်းကပ်ကံမြင့်ရတော့ဘုန်းကြီးဆွမ်းမကပ်ဟုတ်လား9ရက်ဆက်ပြီးတော့ရှင်မောက္ကလံကိုတော်မြတ်ရဲ့အောင်မြင်ခြင်းကိုဂုံပြုတဲ့အနေနဲ့အနာတပိန်ကျောင်းတကာကြီးက9ရက်ဆက်ပြီးတော့ဗါတယ်တော့ဆွမ်းကပ်နော်အဲ့ဒီမှာဘုန်းကြီးတို့ပြည်သက်ဒါပဲဗျသူ့မှာတော့နန္ဒောပနန္ဒအလွန်ပြောစရာမရှိအဲ့ဒီမှာအာဒေါသဆိုတဲ့သဘောလေးပေါ့နော်နဂါးကြီးကဒေါသလွှမ်းမိုးမျက်ဆောင်ထိုးကအယိုကြည်မွဖွဲပြာကြအောင်တေဇထံပင်နန္ဒောပနန္ဒနဂါမင်းဒေါသကြီးတယ်နော်ရှင်မောက္ကလံကိုတော်မြတ်ကြတော့သူကဒီမှာရင်ကြီးအောင်လိမ္မာအောင်ဆုံးမတဲ့အခါမှာဒေါသနဲ့ဆုံးမတာမဟုတ်ဘူးဗျာဟုတ်လားသူကဒေါသရဲ့သဘောကကြမ်းတမ်းတဲ့သဘောဒေါသရဲ့သဘောကဘာတဲ့တော့ကြမ်းတမ်းတဲ့သဘောအဲ့တော့အာဒေါသရဲ့သဘောကမကြမ်းတမ်းတဲ့သဘောမဆန့်ကျင်တဲ့သဘောရန်ညိုမဖွဲ့တဲ့သဘောဟုတ်ပါလားရန်ညိုမဖွဲ့တဲ့သဘောအရာရာကိုလိုက်လျောသိခံတတ်တဲ့မိတ်ဆွေလိုစိတ်ဓာတ်မျိုးပဲเนาะအရာရာကိုလိုက်လျောသိခံတတ်တဲ့မိတ်ဆွေလိုစိတ်မျိုးအာဒေါသရဲ့သဘောကငြိမ်းချမ်းခြင်းသဘောကိုစောင့်နေငြိမ်းချမ်းခြင်းသဘောအေးချမ်းခြင်းသဘောဖြူစင်ခြင်းသဘောလာပြည့်ဝန်းကြီးလိုပဲเนาะဘာလို့တော့လာပြည့်ဝန်းကြီးအဲ့တော့ကိုယ်တဏ္ဍာမှာမြန်မာရီကတော့ပြောတာပေါ့ကရုဏာဒေါသောပေါ့ဒီကရုဏာဒေါသောဟာကြမ်းတမ်းတဲ့သဘောပါလို့ရှိရင်ဒေါသအစစ်မှန်ဖြစ်တယ်မငြိမ်းချမ်းတဲ့သဘောပါရင်ဒေါသဖြစ်ကိုပါတယ်တော့ဖြစ်တယ်ကိုကဘလောက်ပဲကရုဏာဒေါသောပြောဟုတ်ပလားကရုဏာဒေါသောပြောအမှန်ကဒေါသမဟုတ်ဘူးဒေါသရဲ့စမ်းကျင်ပဲအာဒေါသဆိုရင်မကြမ်းတမ်းတဲ့သဘောဆောင်ရမယ်ရန်ညိုးမဖွဲတဲ့သဘောဆောင်ရမယ်အေးချမ်းတဲ့သဘောဆောင်ရမယ်အရာရာလိုက်လျောတတ်တဲ့မိတ်ဆွေကောင်းသဘောဆောင်ရမယ်အေးချမ်းတဲ့လာပြည့်ဝန်းကြီးသဘောဖြူစင်အေးချမ်းတဲ့လာပြည့်ဝန်းကြီးသဘောပါလေတော့ဆောင်ရမယ်အဲ့ဒါမှဘာလို့ခေါ်တော့အာဒေါသလို့ခေါ်တယ်နော်အဲ့တော့ဘုန်းကြီးတို့ပြိဿကြားဘူးသားပဲဒေါသနဲ့သေပဲရောက်တော့ငရဲရောက်တယ်လို့ပြောတာဟုတ်လားဒေါသနဲ့သေပဲရောက်တော့ငရဲရောက်ဘာဖြစ်တော့တုံးဆိုတော့ဒေါသကကြမ်းတမ်းတဲ့သဘောရှိတဲ့အတွက်ကြောင့်နော်ဒေါသကကြမ်းတမ်းတဲ့သဘောရှိတဲ့အတွက်ကြောင့်ဒေါသနဲ့တူတဲ့ဘယ်ကိုရောက်ငရဲကိုရောက်တာနော်ဒေါသနဲ့တူတဲ့ငရဲကိုရောက်တယ်နောက်တစ်ခါကျတော့အာဒေါသကြတော့အာဒေါသရဲ့ကောင်းကျိုးကဘာရှိတုံးဆိုတော့အာဒေါသကြောင့်နဲ့နော်အိုဒုက္ခမဖြစ်ဘူးတဲ့နော်အာဒေါသကြောင့်ဘာဒုက္ခမဖြစ်ဘူးအိုဒုက္ခမဖြစ်ဘူးတဲ့အရွယ်တင်နေတယ်ဟုတ်လားအာဒေါသကြောင့်နော်အာဒေါသယခုနငြိမ်းချမ်းတယ်ဖြူစင်တယ်အေးချမ်းတယ်
ကြမ်းတမ်းမှုမရှိဘူးဆိုလိုက်တဲ့အတွက်ကြောင့်သူ့မှာအိုခြင်းဇရာဒုက္ခမရှိဘူးဘာတင်တော့အရွယ်တင်တယ်နော်အရွယ်တင်တယ်ဒေါသကြတော့ကြမ်းတမ်းတယ်ခက်ထန်တဲ့အတွက်ကြောင့်နော်ခက်ထန်တဲ့အတွက်ကြောင့်စောလျင်စွာအရွယ်ကြတယ်နော်စောလျင်စွာဗါတဲ့တော့အရွယ်ကြတယ်နောက်တစ်ခါကျတော့အာဒေါသကနုပြိုတယ်တဲ့အာဒေါသကဗါတဲ့တော့နုပြိုတယ်ဘာဖြစ်လို့နုပြိုတော့ဆိုတော့မပြည့်စည်တဲ့အတွက်ကြောင့်နော်မပူလောင်တဲ့အတွက်ကြောင့်အရေတွန့်ခြင်းစံဖြူခြင်းမဲ့ကြောက်ဆွဲခြင်းဗါတဲ့တော့မရှိဘူးเนาะအဲ့ဒါလေးမှတ်ဖို့ကောင်းတယ်လားဒေါသဗါတော့ကြီးစိန်နေเนาะဟိုနေ့ကပြောခဲ့လေတရားနာတယ်ဆိုတာကိုယ့်အတွက်တခုတော့ရအောင်ယူရမှာပေါ့เนาะကိုယ့်အတွက်တခုတော့ရအောင်ဗါတဲ့တော့ယူရမှာပဲဟုတ်လားအဲ့တော့ဒေါသကြီးရင်အရွယ်ကျတယ်ဒေါသကပြင်းထန်ပေါက်ကွဲကြမ်းတမ်းပူလောင်တဲ့အတွက်ကြောင့်เนาะအဲ့ဒီမီးဟာအသားအရည်ကိုအတွင်းလောင်တဲ့အတွက်ကြောင့်အသားအရည်လျော်ရဲတယ်မှဲ့ကြောက်ဆွဲတယ်သပင်ဖြူတယ်เนาะတက်ဆွမ်းသမျှဘာကိုထိန်းရမလို့ဒေါသကိုထိန်းယခုဖျားမြတ်စွာအောင်ခြင်း၈ပါးမှာဖျားမြတ်စွာရဲ့အနေအထားတာဝကတွေရဲ့အနေအထားကိုပြန်ပြီးတော့ကြီးညိုရတဲ့အခါမှာနှိပ်ကိုရအောင်လာတာမဟုတ်ဘူးရန်သူကိုအောင်ပွဲဆင်ပြီးတော့နှိပ်ကိုဖို့ရာအတွက်လာတာမဟုတ်ဉာဏ်တော်မှာပေါ်တဲ့အတွက်ကြောင့်ကြီးမားသောကရုဏာကြီးမားသောမေတ္တာနဲ့မမားတဲ့နာမလွဲတဲ့နာမလွဲယခုနစကားနဲ့ပြန်ပြောမယ်အဆိုဓာတ်ကင်းကွာနေတဲ့အဆိုဓာတ်ကင်းကွာနေတဲ့မျိုးစေ့အညွန့်အညောက်ပေါက်ဖို့ရာအတွက်လာပြီးတော့ဘာလုပ်ပြီးရေလောင်းပေးတာယရဏ၃ပါးနဲ့ဝေးကွာရိုင်းဆိုင်ယရဏ၃ပါးနဲ့ဝေးကွာတဲ့အတွက်ကြောင့်ရုပ်မှာရိုင်းဆိုင်အယူလွဲနေတဲ့ပုံကိုယ်တွေကိုယဉ်ကျေးအောင်တိမ်မွေ့အောင်ဟုတ်ပါလားလွဲနေတဲ့အယူတဲ့သွားအောင်လူဆိုရင်သောတာပန်သဂရဂံဖြစ်အောင်တရိစ္ဆာန်ဆိုရင်အ ਨੇ ဆုံးတရဏဂုံ၃ပါးတော့တီးအောင်ဘလောက်အံ့ဩစရာကောင်းတော့ပြန်ပြီးတော့ကြည်လိုက်ဟုတ်လားမနေ့တုန်းကသစ္စကပရပိုက်လေးနဲ့တဲ့အရာတွေကိုအသေးအတန်မေးသွားပြီမယ်လို့ဟုတ်ပါလားလေးနဲ့တဲ့အကြောင်းအရာတွေကိုအသေးအတန်မေးသွားပြီမယ်လို့ဘာဖြစ်တော့ဘာမှမဖြစ်ဘူးယနေ့ရှူရှူရှက်ရှက်နဲ့ဒေါကန်တဲ့ပုံကိုကြတော့ယင်ကျေးလိမ်မာပြီးတော့တရဏဂုံ၃ပါးစောက်တည်ပြီးတော့ဘာဖြစ်သွားတော့ဗုဒ္ဓဘာသာကောင်းတယောက်ဖြစ်သွားအဲ့ဒါအလွန်အံ့ဩနော်ဟိုနေ့ဟာလေးပြန်ပြီးတော့ကြည်လိုက်ဘုန်းကြီးပြောခဲ့တယ်စတုမတူထဲဖို့ရာအတွက်ဘူးကိုပါတယ်ဆေးရနော်ဘူးကိုဆေးလိုက်တဲ့အခါကျတော့ဒီသူ့တဏ္ဍာမှာရှိနေတဲ့ဒီဒေါသဆင်သွားတာနဲ့တပြိုင်တည်းပဲအင်ပတီဗလာပဲเนาะဒီဟာဗလာပဲအဲ့တော့သူ့ရဲ့အခန္ဓာကဆင်ကျဲသွားတဲ့အတွက်ဖျားမြတ်စွာရဲ့တရားတော်ဒီဟုသောမေတ္တာကရုဏာတော်ဒီဟုသောစတုမတူထဲလိုက်တဲ့အခါကျတော့အယံသင့်အစင်သင့်လက်ခံတာဟိုပုဂ္ဂိုလ်တွေကြတော့မာနเนาะမာနထွက်တာပြေးသွားတဲ့ဒေါသကပါတယ်တော့မကြောက်မရှာဘူးเนาะဖျားမြတ်စွာရဲ့45ဝါကာလပတ်လုံးရသမျှကြုံသမျှစုံသမျှနောက်ဆုံးပရိနိဗ္ဗာန်ဆံဃာနီးတီမြတ်စွာဘုရားအသက်ကြီးပါပြီတော်ရောပေါ်ပရိနိဗ္ဗာန်ဆံပါတော့ဝင်လောက်တဲ့ပုဂ္ဂိုလ်45ဝါပြည့်တဲ့အချိန်ဒီဘုရားမှမဖြစ်ရသေးဘူးနှောက်ရက်တယ်ဘုရားဖြစ်ပြီးတဲ့အခါကျတော့လေ45ဝါလည်းပြည့်ပေါ်မြတ်စွာဘုရားဗါတဲ့တော့တက်ကြီးပါပြီဘုရားဘာလို့ပါတော့ပရိနိဗ္ဗာန်ဆံပါတော့လို့လာလောက်တယ်เนาะဂျားထဲမှာလည်းပဲကြိုကြားပြဿနာရှာတွေအားတွေကဘာလဲတော့မနေဘူးเนาะဘုန်းကြီးတို့ပြေးတယ်အချိန်ကရာသေးတယ်ပြောအောင်မယ်ဟုတ်လားအဲ့ဒါမာနကြီးအဲ့ဒီဘောဓိပင်နဲ့ရွှေပလင်ရှုံးသွားတဲ့အခါကျတော့ तू အတော်ညစ်သွားအဲ့ဒါဘယ်သွားနေတော့ဆိုတော့လမ်းစုံလမ်းကွာလမ်းလေးမှမှာဟုတ်ပါလားစိတ်ပြက်လက်ပြက်ပြည့်စင်ဆက်လက်ကသွားပြီးတော့နေတာเนาะလမ်းစုံလမ်းကွာလမ်းလေးမှမှာလူပြည်မှာလမ်းစုံလမ်းကွာလမ်းလေးမှသွားပြီးတော့ပြည့်စင်ဆက်လက်ကနေတော့တကယ်ကိုပဲအကြံအိုက်တဲ့ပုံစိတ်ညစ်တဲ့ပုံအဲ့ဒါသမီး၃ယောက်ကတို့အဖေပဲရောက်နေတော့တဲ့လားတို့အဖေပဲရောက်နေတော့သမီး၃ယောက်ရဲ့နာမည်ကလည်းစမ်းတယ်ဗျာတဏှာတဲ့အာရတီတဲ့တယောက်ကဗါတဲ့တော့ယာကဘုန်းကြီးတို့ပြေးတာကြားဘူးတယ်မလားဟုတ်ရဲ့လားလည်းမသိပါဘူးဗျာနော်မာနရဲ့သမီးဘယ်နှယောက်တော့၃ယောက်ဘသူတွေတော့တဏှာတဲ့အာရတီတဲ့ရာဂတဲ့သမီး၃ယောက်ဟာတို့အဖေဘယ်ရောက်နေတော့ကြည့်လိုက်တဲ့အခါကျတော့အဖေပဲရောက်ဟိုမှာမာနကဖျားများစွာနဲ့
ဖယားမြတ်စွာကိုသွားပြီးတော့လက်နဲ့ကိုးမျိုးနဲ့ပြစ်ပြီးတော့နောက်ဆုံးရန်တရားလက်နဲ့ဆက်ရန်တရားနဲ့ပြစ်ပြီးဘလို့မှမတတ်နိုင်ပြေးလွှားပြီးတော့နေနောက်ဆုံးဖယားမြတ်စွာရဲ့40နဲ့ခုနှစ်ဒီ40နဲ့ကိုခုမြောက်တတ်တာဟာအဇဘာလပင်ညောင်မင်းရဲ့မနီးမဝေးလှဲလန်းပေါ်မှာဟုတ်ပါလားလှဲလန်းပေါ်မှာဟုတ်ပါလားစိတ်ညစ်ပြစ်စင်ဆလက်ခတ်ပေါ့နော်အဲ့ဒါကြီးဟာတို့ဖေဟိုမှာလှဲလန်းပေါ်မှာဘလို့ဖြစ်နေတာတော့ဖေဘလို့ဖြစ်တော့ပွားမေးတော့ဘလို့ဖြစ်တယ်ပြောမနေနဲ့သမီးတို့ရေဟုတ်ပါလားယဟန်ခောရမနဲ့သွားပြီးတော့စစ်တိုက်တာရှုံးလာလို့စိတ်ညစ်နေတယ်အဖေမပူနဲ့ရိုင်းနဲ့တောတဲကဆင်ကိုဟုတ်ပါလားရိုင်းနဲ့တောတဲကဆင်ကိုရင်ကြီးအောင်လုပ်လို့ရတယ်ယဟန်ခောရမလည်းအမျိုးသမီးရဲ့မာယာနဲ့ယူလိုက်လို့ရှင်သိမ့်သွင်းလိုက်လို့ရှင်ယဟန်ခောရမလည်းဘာခံနိုင်မှာတော့သမီးတို့သွားမလုံးနဲ့ယဟန်ခောရမကအဲ့ဒီလိုပုတ်ကူမို့ရပါတယ်ဆိုတော့ပထမတကယ်ကိုပဲအချောအလှအပြိုရွယ်လေးတွေဖန်ဆင်းပြီးတော့ဖယားမြတ်စွာကိုသွားပြီးတော့ဖျားယောင်းဖယားမြတ်စွာဘာမှမပြောဆက်စဉ်းစားတယ်ယောက်ျားတွေဆိုတာပြူရွယ်တဲ့ပုံကိုယ်တွေတခါတလေကြတော့လဲကြိုက်ချင်မှကြိုက်မှာပဲဟုတ်လားသားဖွာတသားမွေးတသွေးလာဆိုတော့တယောက်မွေးထားတဲ့မိမတွေလို့တခါပြရောဖယားမြတ်စွာကဘာမှမလှုပ်နောက်တစ်ခါကျတော့ယောက်ျားစိတ်ဆိုတာအတော်ခက်တယ်တခါတလေကြတော့လေအရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုဗါတဲ့တော့သဘောကျခြင်းကြနေတာပဲဆိုအရွယ်ရင်းရင်ပုံလေးပေါ့နော်အဲ့ဒါလေးပြတော့မြတ်စွာဘုရားကနင်တို့ဘာလာလှုပ်တာတော့ငါဖနှောင်းနဲ့ပေါက်လိုက်ရဟုတ်လားဖယားမြတ်စွာတို့မြည်ဒီမှာအောင်ပြီးသားကိလေသာဟာဖယားမြတ်စွာတို့ရဲ့တန်တန်မှာပြန်ပြီးတော့မဖြစ်ဘူးဖယားမြတ်စွာသည်ကိလေသာကိုအောင်ပြီးပြီဆိုရင်အောင်ပြီးသားကိလေသာကဖယားမြတ်စွာကိုပြန်ပြီးတော့မအောင်နိုင်တဲ့အတွက်ကြောင့်နင်တို့ဘာမို့လို့တော့ငါဖနှောင်းနဲ့ပေါက်လိုက်ရဆိုတာနဲ့ပဲနတ်သမီး3ယောက်နဲ့ဗါတဲ့တော့ဖွဲ့ပြေးတာနတ်သမီး3ယောက်ကလည်းလာသေးတယ်နော်ဒီတစ်ချက်နောက်တစ်ခါကျတော့ဒီမှာမနေ့ကပြောခဲ့တဲ့သစ္စကပရပိုက်လေဘာနဲ့ဥပမာတူအောင်ဆိုတော့စာကဘလို့ပေးတော့ဆိုတော့ तू ကနှုတ်သီးစောတဲ့ငှက်ပေါ့နှုတ်သီးစောတဲ့ငှက်ဟာတာမန်အခေါက်နှုတ်တဲ့သစ်ပင်တွေမှာတထောက်နဲ့ तू ထိုးဆွလာတဲ့အခါကျတော့သူ့နှုတ်သီးအလွန်ထက်တယ်လို့အထင်ကြီးနေတဲ့ငှက်လိုပဲတဲ့ဟုတ်လားငှက်လိုပဲတဲ့တကယ်မာတဲ့အနှစ်ရှိတဲ့ရှားပင်တို့နဲ့လည်းတွေ့ရောအဲ့ဒီငှက်ရဲ့နှုတ်သီးဗါတဲ့တော့အလုံးမဖြစ်တော့ဘူးအဲ့ဒီလိုပဲတဲ့ဒီသစ္စကပရပိုက်ဟာကြံတဲ့တိဋ္ဌိဆရာတွေနဲ့ဝါရပြိုင်တော့ကတော့သူ့ရဲ့နှုတ်သီးကထက်နေတာပေါ့ဖယားမြတ်စွာဒီဟုသောရှားပင်ကြီးနဲ့လည်းတွေ့ရောသူ့နှုတ်သီးဗါတဲ့တော့အတုံးမတည့်တော့ဒါပေမဲ့လို့မာနမချတဲ့အတွက်ကြောင့်ဘာတရားမှဗါတဲ့တော့မရဘူးအဲ့ဒါတစ်ချက်နော်နောက်တစ်ချက်ကတော့ဘုန်းကြီးတို့ပြည်တဲ့ဒီနဂါးကိုနှိမ်နှင်းတာနဲ့ပတ်သက်လို့ဟုတ်လားမြတ်စွာဘုရားရဲ့အလုတ်အကျွေးရှင်သာကရတဲ့ရှင်မောက္ကလံရှင်အာနန္ဒာကိုတော်မြတ်မလုတ်ကျွေးခင်တုန်းကမြတ်စွာဘုရားရဲ့အလုတ်ကျွေးယဟန်တော်ရဲ့အမိကဗါတဲ့ရှင်သာကရနော်ရှင်သာကရအဲ့ဒီရှင်သာကရစေတိယတံဗဒဝတီမြို့ရောက်တော့အဲ့ဒီအမ္ပတိဋ္ဌဆိုတဲ့အရက်မှာနဂါးနဲ့ဖိုက်တာပဲတွေ့လားနဂါးနဲ့ဖိုက်တဲ့အခါကျတော့နဂါးကလည်းခုနလိုပဲအခိုးလျံနေလွတ်နဂါးတွေအခိုးလျံလွတ်ပြီဆိုရင်မိမိတို့ဝန်ဆန်ရမယ်တမာပတ်သည်တေဇောကတိုင်းလျင်အာယုံရှိတဲ့တမာပတ်ကိုဗါတဲ့တော့ဝန်စားရတေဇောကတိုင်းလျင်အာယုံရှိတဲ့တမာပတ်ဝန်စားအဲ့ဒီနဂါးကြီးနဲ့ရှင်သာကရတို့နဲ့တကူပေါ့နဂါးကြီးကလည်းအခိုးလျံနေလွတ်မိတော်မိလျာနေလို့ရှင်သာကရမထေကလည်းအဲ့ဒီလိုပဲသူတေဇောကတိုင်းလင်အာယုံရှိတဲ့သရုဒ္ဓဇံတမာပတ်ကိုဝင်စားပြီးတော့အဲ့ဒီနဂါးကြီးနဲ့ပြိုင်လိုက်တဲ့အခါမှာနောက်ဆုံးတော့နဂါးကြီးရှုံးသွားတဲ့အခါကျတော့ရှင်သာကရရဲ့ဂုံတရင်ကအလွန်ကြော်ကြားအဲ့တော့စေတိယအတိုင်းကနေပြီးတော့ဖယားမြတ်စွာကောတံပြီးပြည်သွားတော့ငကိုတဲကိုကဟိုမှာဂုံတရင်ကဗါတဲ့တော့ပြေးနေပြီအိုးတဲ့ရှင်သာကရမထေအမ္ပတိဋ္ဌအယက်မှာနဂါးကြီးနဲ့တကိုးပြိုင်တာနဂါးကြီးတခါတည်းပဲရှုံးသွားတာပဲရေမွေကိုဗါတဲ့တော့ဖြစ်သွားတာပဲနော်ရေမွေကိုဖြစ်သွားတာပဲရှင်သာကရလာရင်တော့တို့ကောင်းကောင်းဧည့်ခံရအောင်ဟုတ်လားကောင်းကောင်းဗါတဲ့တော့ဧည့်ခံရအောင်မြတ်စွာဘုရား
နန္ဒောပနန္ဒနဂါမင်းတုံကတော့ရှင်မောက်ကလန်ကိုတော်မြတ်နဲ့ဖျားမှုရှိတဲ့တန်ဃာတွေကိုဟုတ်ဗလားအနာရဘိန်ကျောင်းတကာကြီးကစွန်းပနေရက9ရက်ကယခုလည်းပဲရှင်သာကရနဲ့မြတ်စွာဘုရားကြွလာပြီဆိုတော့နဂါကိုနိုင်နဲ့ဟုတ်လားနဂါကိုနိုင်နဲ့ရှင်သာကရကိုတော့ကောင်းကောင်းအခခံမယ်နော်ကောင်းကောင်းပြုစုကြမယ်ဆိုပြီးတော့မြို့သူမြို့သားတွေကအိမ်တိုင်းပေါ့သူတိုင်ပင်ထားအဲ့တော့ဒီမြတ်စွာဘုရားရောက်တယ်ဆိုတာနဲ့တပြိုင်နက်သူတို့ကဘသူ့ကိုသွားပြောတော့ဆိုတော့စဗက္ကိယဟန်ဘုရားမြတ်စွာလက်ထက်တုန်းကပေါက်တက်ကရအလွန်လောက်တဲ့ယဟန်တွေကိုစဗက္ကိယဟန်လို့ခေါ်တယ်ဟုတ်လားစဗက္ကိယဟန်ပေါက်တက်ကရဘုရားမြတ်စွာကဒီမှာဂန္ဓကုတိတိုက်သတင်းသုံးဒီဂန္ဓကုတိတိုက်သတင်းသုံးဒီအကြောင်းပတ်ဝန်းကျင်မှာပဲပေါက်တက်ကရအလွန်လောက်တာအဲ့ဒါယဟန်တော်တွေအတွက်228သွဲသောသိက္ခာပုဒ်တွေမှာအဲ့ဒီစဗက္ကိတွေကပုဒ်တရားလောက်ပါတယ်သူတို့ပေါက်တက်ကရလုံလုံးအားကြီးလို့ကိုသိက္ခာပုဒ်ပါတယ်တော့ပြင်းညက်ရတာဟုတ်လားအဲ့ဒါစဗက္ကိယဟန်တွေကိုဒကာတွေကပြောတယ်ရှင်ဘုရားရှင်သာကရနဲ့မြတ်စွာဘုရားတို့ကြွလာတယ်ပြောတယ်ဘုရားရှင်သာကရနဂါအမ္ပတိဋ္ဌနဂါကိုနှိမ်နေတာနိုင်တဲ့အတွက်ကြောင့်တပည့်တော်တို့ကလှူကျင်တာဗျကျွေးကျင်မွေးကျင်ပူဇော်ကျင်ဧည့်ခံကျင်တာဘာလေးများလုပ်ရင်ကတ်ရရင်အစဉ်ပြေမတော့မင်းယဟန်ဒီအတွက်ကတော့ကြံတဲ့စွမ်းတွေကဖုံးပေးရတယ်ကွမင်းတို့ဟုတ်လားဖုံးပေးရတယ်မင်းတို့လှုပ်ချင်တော့ခိုးချေအစဉ်ရှိတဲ့နီမြန်းနဲ့အရက်ဆိုရင်ကောင်းတယ်ကွာဟုတ်လားခိုးကြီးအစင်းကြီးတယ်ဗါတဲ့တော့နီမြန်းနဲ့အရက်ကလေးဆိုရင်တော့ကောင်းတယ်ကွာအဲ့ဒီလူတွေပေါက်တက်ကရလောက်ထားနေအိမ်တိုင်းပဲတွေ့လားအိမ်တိုင်းပဲအဲ့ဒါနီမြန်းနဲ့ပေါ့ခိုးကြီးအစင်းကဲ့သို့နီမြန်းနဲ့အရက်အိုးတွေဖန်ဆီးထားရှင်သာကရကြွလာတော့ဟာရှင်ဘုရားအမ္ပတိဋ္ဌနဂါကြီးကိုနိုင်တဲ့အတွက်ကြောင့်အိမ်ကြွပါအောင်ဘုရားဒီမှာခိုးကြီးအစင်းနဲ့တူတဲ့နီမြန်းနဲ့အရက်ပါဗျာဖုံးပေးပါအောင်တစ်ခွက်ချသွားလိုက်ဟုတ်လားဟိုကြီးရောက်တော့လေတစ်ခွက်ချသွားလိုက်ဒီရင်ရောက်တော့လေတစ်ခွက်တောက်သွားလိုက်မြို့ထိတ်လေရောက်ကောအဲ့ဒီမှာရှင်သာကရမြို့ထိတ်မှာလဲနေပြီဘုရားမြတ်စွာနဲ့တန်ဃာတော်တွေကအရာထဲကဆွမ်းခံပြန်ကြွလာတော့ရှင်သာကရဘယ်မှာတွေ့တော့မြို့ထိတ်မှာဘာဖြစ်နေတော့မူးပြီးတော့လဲနေပြီဟုတ်လားမူးပြီးတော့လဲနေတော့ဟာရှင်သာကရဘာဖြစ်တော့ကဲเจ้าကိုထမ်းပြီးတော့ယူခဲ့ကွာနော်ကြောင်ထမ်းပြီးတော့ယူကြောင်ထမ်းရောက်တဲ့အခါကျတော့ဘုရားမြတ်စွာကဒီလိုထိုင်တယ်ဘုရားမြတ်စွာအတွက်ခေါင်းလှည့်ပြီးတော့ဘုရားမြတ်စွာဘက်ကိုဆန့်ကြီးထားတယ်သူကပြန်ပြီးတော့ဘုရားမြတ်စွာအတွက်ဗါတဲ့တော့ခြေထားတယ်တွေ့လားအဲ့ဒါအရက်ပဲအရင်တော့ကဘုရားမြတ်စွာကိုအလွန်လေးစားတဲ့ပုဂ္ဂိုလ်တွေ့လားယခုအရက်တောက်လိုက်တာနဲ့ပဲဘုရားမြတ်စွာလည်းဗါတဲ့တော့မလေးစားတော့ဘူးဟိုအမ္ပတိဋ္ဌတုံးကနဂါကြီးကိုနိုင်တဲ့ဒီပုဂ္ဂိုလ်တွေ့လားနဂါကြီးကိုနိုင်တဲ့ပုဂ္ဂိုလ်ယခုဒီလိုမူးနေရင်တော့ရေမွေတောင်မှဗါတဲ့တော့နိုင်မှာမဟုတ်တော့ဘူးတွေ့လားအဲ့ဒါလဲဘုန်းကြီးတို့ပြိတ္တာမှတ်သားဖို့ဗါတဲ့တော့ကောင်းတယ်ဟုတ်လားအဲ့ဒါနဂါကိုနိုင်တဲ့ယဟန်နောက်တော့ဘာတောက်သွားတော့အရက်တောက်သွားတာနဲ့ယဟန်တော်တွေအရက်မတောက်ရဆိုတဲ့သိက္ခာဘုတ်ဘသူကပြညာရတော့မြတ်စွာဘုရားကပြညာရတယ်နော်နောက်တစ်ချက်ပြောလိုက်အောင်ပဲနာကြီးကလည်းမစီသေးဘူးဟုတ်လားနောက်တစ်ချက်ကတော့ဘုန်းကြီးတို့သီရိလင်္ကာနိုင်ငံကိုသာသနာပြုရအောင်ကြွတယ်ဘသူနဲ့ဘသူရှင်မဟိန္ဒနဲ့သင်္ကမိတ်တဟုတ်တယ်မလားဟိုသီရိတွေမှာတောကမင်းကြီးရဲ့သားတော်နဲ့သမီးတော်ကိုယ်တိုင်ကိုယ်ဌာနသာသနာပြုလွတ်တာဟုတ်အဲ့တော့သီရိလင်္ကာနိုင်ငံကိုရောက်လာတော့သာသနာအခြေကျတဲ့အခါကျတော့ဟိုကဗုဒ္ဓဂါယာကဘောဓိပင်ကိုယူခြင်းတယ်ဗုဒ္ဓဂါယာကဘောဓိပင်ကိုသွားပင်မယ်ဆိုပြီးတော့ဗုဒ္ဓဂါယာကဘောဓိပင်မျိုးစေ့ကိုယူပြီးတော့ပင်လေတဲကအဖြတ်မှာနဂါးတွေကနေပြီးတော့အဲ့ဒီဘောဓိပင်ကိုဝင်ပြီးတော့လူတာပင်လေကိုဖြတ်ရတာကိုသမုဒ္ဒရာကိုဖြတ်ရတော့သမုဒ္ဒရာထဲမှာရှိတဲ့နဂါးတွေကဘာကိုလူတာဘောဓိပင်ကိုလူတဲ့အခါမှာအဲ့ဒီမှာတန်ခမိတ်တာထေရီယဟန္တာမကဂလုံရောင်ဖန်ဆင်းပြီးတော့အဲ့ဒီနဂါးတွေကိုချင်းချောက်ရတာထိတ်လန့်စေရအဲ့ဒီတော့မှနဂါးတွေကလျှောက်တယ်ထေရီမဖျားတပည့်တော်တို့နဂါးမျိုးတွေကမြတ်စွာဘုရားချီးမြှောက်တဲ့နဂါးမျိုးတွေပါဘုရားဘယ်တော့ကချီးမြှောက်တော့မြတ်စွာဘုရားဒီမုစလိန်ဒအိုင်မှာ9ရက်လုံးလေကြီးမိုးကြီးတိုက်တဲ့အခါကျတော့လေတပည့်တော်တို့ရဲ့ဘေးလောင်းတော်ဘိုးလောင်းတော်မုစလိန်ဒနဂါးမင်းကြီးကသူ့ရဲ့ခန္ဓာကိုယ်နဲ့9ခွေပြီးတော့ဘုရားမြတ်စွာကိုနှွေးထွေးအောင်ဘုရားမြတ်စွာတရင်သုံးဖို့ရာအတွက်ဂန္ဓကုတီတိုက်လုပ်ပြီးတော့လှူဒန်းခဲ့ပါတယ်ဘုရားတပည့်တော်တို့ဘုရားမြတ်စွာပေါ်မှာပါတယ်တော့ကျေးဇူးရှိပါတယ်ဘုရားနောက်တစ်ခါကျတော့ဘုရားမြတ်စွာ
သူဇာတာအမျိုးသမီးလှူဒန်းတဲ့နှုတ်ကနာစွမ်းဖုံးပေးပြီးတဲ့အခါမှာလဲစွန့်ပစ်လိုက်တဲ့ရွှေခွက်ကိုတပည့်တော်တို့ကာလနဂါမင်းကိုပဲဖယားကဗါတဲ့တော့စွန့်နာဖယားတပည့်တော်တို့ဖယားမြတ်စွာဘုရားကတပည့်တော်တို့ကိုအလွန်ချီးမြှောက်ပါတယ်ဖယားနောက်တစ်ခါကျတော့လေနန္ဒောပနန္ဒနဂါမင်းကြီးဆုံးမတဲ့အခါလဲဖယားမြတ်စွာကယဉ်ကျေးလိမ်မာသွားတဲ့အခါမှာဖယားမြတ်စွာထံကတရဏဂုံသုံးပါးကိုစောက်တည်တဲ့ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်ပါတယ်ဖယားဒါကြောင့်တပည့်တော်တို့ကိုတော့ထေရီမပါတယ်တော့မနှိပ်စက်ပါနဲ့ဖယားတပည့်တော်တို့နဂါပြည်ကိုဘောဓိပင်ပင့်ဆောင်ဖရစေဆိုပြီးတော့ तू ကဘာလုပ်တော့နဂါနဲ့မြတ်စွာဘုရားတို့နဲ့ကျေးဇူးခံကျေးဇူးစားပြောပြီးတော့မှငြိမ်းချမ်းရေးပါတယ်တော့ယူခဲ့တယ်အဲ့တော့နဂါကိုဖိုက်တာဘာတူလဲရှိသေးတော့တန်ခမိတ်တာထေရီเนาะသူတို့ကတော့နဂါတွေကရှုံးပေးတယ်ဟိုပုဂ္ဂိုလ်ကြီးကတော့ရှုံးမပေးဘူးဗျာဟုတ်လားမာနကတော့ဇိနတပကာသနီเนาะဇိနတပကာသနီထေရဝါဒသာသနာဝင်မှာတော့မပါဘူးပေါ့နော်ဖယားမြတ်စွာပြိဋိဘံဆံပြီးနှစ်ပေါင်း236နှစ်လောက်ရောက်မှသီရိဓမ္မသောကမင်းကြီးရဲ့ကုသိုလ်တော်ပွဲ8400တော်ကုသိုလ်တော်ပွဲမှာနှောက်ရှက်မှာဆိုလို့ဟုတ်မလားဥပဂௌတမထေရကလယ်ပြင်းမှာဘာဆွဲပေးလိုက်တော့ခွေးသေးကောင်ဘုတ်ဆွဲပေးလိုက်တော့မှအဲ့ဒီတော့မှ तू ကဖယားမြတ်စွာ45နှစ်လုံးငါဒုက္ခပေးခဲ့တာဖယားမြတ်စွာငါတခါမှဒီလောက်ပါတဲ့တော့မနှိပ်စက်ဘူးနှစ်ပေါင်း236နှစ်သူ့တာဝကလက်ထက်ရောက်ပါမှငါကိုပါတဲ့တော့နှိပ်စက်တယ်တော်ပြီဖြစ်ရာတန်တရားဘဝမှာဖယားစုတော့ပါတဲ့တော့တာဝကစုတော့မပန်ဘူးတာဝကတွေကသူ့ကိုပါတဲ့တော့နှိပ်စက်တယ်ဘာစုပဲပန်မလို့ဖယားစုပဲပန်မယ်အဲ့ဒီကြမှာဘသူမှန်ကြသွားတော့မာနကြီးမှန်ကြသွားတယ်ယခုတော့နန္ဒောပနန္ဒနဂါမင်းကတော့ဖယားမြတ်စွာရဲ့တကိုးဗျာတိဟာပြဖို့ရာစီမံဖန်တီးပေးမှုနဲ့ရှင်မောက်ကလန်ကိုတော်မြတ်ဆုံးမလိုက်တဲ့အခါမှာနန္ဒောပနန္ဒနဂါကြီးရင်ကျေးသိမ်မွေးပြီးတော့တရဏဂုံသုံးပါးစောက်တည်ပြီးတော့ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဘာလုပ်သွားတော့ဖြစ်သွားတယ်ဆိုလိုက်နဂါယံစုဖြဲချိုးအောင်မြင်ဘုံတော်ရောင်လျံအောင်ပန်းသခင်လက်စုံမိုးလို့ရှိခိုးဥတင်အောင်စေကြောင့်ဆုတောင်းပနာစင်နဂါယံမျိုးဖြဲချိုးအောင်မြင်ဘုံတော်ရောင်လျံအောင်ပန်းသခင်လက်စုံမိုးလို့ရှိခိုးဥတင်အောင်စေကြောင့်ဆုတောင်းပနာစင်သို့ပါ၍ဓမ္မသဘင်ဆင်ကျင့်ပါ၍ဘုရားရှင်ကိုရောမြတ်အောင်မြင်တော်မူအပ်သောအပယံအောင်ခြင်း၈ပါးတို့အနက်နန္ဒောပနန္ဒနဂါမင်းကိုဘုရားမြတ်စွာရှင်မောက်ကလန်ကိုရောမြတ်ကြီးအားတကိုးဗျာတိဟာပြစေခြင်းအစီအရင်ဖြင့်အောင်မြင်တော်မူဖို့အာယုံယူနာကြားကြရတဲ့ကောင်းမှုစေရနာအဖျားပြားတို့ကြောင့်ဖြစ်လျာတန်တရားဘဝတို့တွင်ဖရာတရားတန်ခါယရဏ၃ပါးနဲ့မဝေးကွာကြကုန်ပဲလျက်ဖရာတရားတန်ခါယရဏမြတ်၃ပါးနဲ့နီးကပ်စွာတည်ရှိပြီးတော့ကိုယ်တန်တန်လောဘဒေါသမိစ္ဆာဒိဋ္ဌိလို့ဆိုတဲ့မကောင်းစိတ်အငြိအကျေးတို့မှစင်ကြယ်ပြီးတော့အာလောဘအာဒေါသသမ္မာဒိဋ္ဌိလို့ဆိုတဲ့ကောင်းမြတ်တဲ့စိတ်အစဉ်ကောင်းမြတ်တဲ့အသိဉာဏ်တွေကိုအတ္တကကိုစီကိုငါပိုင်ဆိုင်နိုင်ကြပါစေသောရဲ့လို့ဆုတောင်းပတ္ထနာ
ပြုလိုက်လေကုန်ရပါတည်း